ဒီညခုလိုကိုရရှင်လမ်းဖွင့်ပေးတဲ့အတွက်ကျေးဇူးတော်အထူးချီးမွမ်းနေနော်ဝိနိုင်ငံရောက်လာတဲ့အခါမှာပို့ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်အပြည့်ပြည့်နဲ့သင်ခန်းစာတွေအများကြီးရလာလဲရှိတယ်။နောက်ဒီမှာတတိခံတဲ့အခါမှာလည်းတတိခံဆရာတွေအများကြီးရှိလာတယ်တွေ့ရတယ်။တက္ကသိုလ်လုံးမှာရှိတဲ့သူများကလည်းအခုလို online နဲ့သင်ပေးပါကျွန်တော်လည်းနားထောင်မယ်ဆိုတော့တောင်းဆိုလာတဲ့အခါမှာလည်းအဲ့ဒီအတွက်လည်းကျေးဇူးတော်အထူးချီးမွမ်းပါတယ်။ဒီညဒီနော်ဝေနိုင်ငံရဲ့ဒီမြို့တော်နားမှာရှိတဲ့ Oslo မြို့မှာခုကျွန်တော်တို့ရောက်တဲ့အချိန်မှာမြန်မာလူလည်းဟောခွင့်ရတဲ့အခါမှာမြန်မာလူတတိခံခွင့်ရတဲ့အခါမှာသူသဖြင့်မြန်မာလူနားထောင်ခြင်းတော်သူများအတွက်လည်းကောင်းချီးဖြစ်တာကိုတွေ့ရတဲ့အခါမှာလည်းအထူးကျေးဇူးတင်တယ်မြန်မာလူမျှော်လင့်ထားသောသူများတောင်းဆိုထားသောသူများဒီညမှာပါဝင်သောသူများအားလုံးကိုလည်းကောင်းချီးပေးပါတယ်ဘုန်းတော်ထင်ရှားပါစေဒီညတော့ကျွန်တော်ခုဒီတစ်ခေါက်မြန်မာနိုင်ငံနဲ့ဆက်ထွက်လာတဲ့အချိန်မှာမြန်မာနိုင်ငံမှာဘာတွေ့တယ်လဲဆိုတော့ငြိမ်းချမ်းရေးတအားနော်လိုအပ်နေတာကိုတွေ့ခဲ့ပါတယ်ဆိုတော့မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးတအားလိုအပ်နေတာတွေ့ခဲ့တော့နော်ကျွန်တော်ကျမ်းစာကိုဖတ်တဲ့အခါမှာငြိမ်းချမ်းရေးနဲ့ပတ်သက်တော့နော်ဖခင်သခင်ပြောတဲ့စကားသခင်ခရစ်တော်ပြောတဲ့စကားနောက်ပရောဖက်တွေပြောတဲ့စကားနောက်ပြီးတော့ငြိမ်းချမ်းရေးကိုလက်ခံနိုင်သောသူများနိုင်ငံများရဲ့အကြောင်းတွေကိုဖတ်တဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်လည်းအများကြီးသင်ခန်းစာရတယ်ဆိုတာလေးကိုပြောချင်ပါတယ်ဒီညတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီတစ်ခေါက်နော်မြန်မာနိုင်ငံကနေထွက်လာခါနီးမှာနော်တွေ့လာတဲ့ရတဲ့မှာနော်သခင်ခရစ်တော်အကြောင်းကိုကျွန်တော်တို့မမွေးခင်မှာနှစ်ပေါင်း900ကြိုတင်ပြီးတော့သူတို့ဟောတဲ့အခါမှာသခင်ခရစ်တော်မွေးလာရင်တဲ့နော်ဟေရှာယရဲ့နော်ကြံပိုက်မှာသွားကြည့်တဲ့အခါမှာသခင်ခရစ်တော်မွေးလာရင်တဲ့သူ့ကိုနာမည်မှဲ့မယ်တဲ့ဘယ်လိုမှဲ့မလဲဆိုတော့ငြိမ်းချမ်းရေးအရှင်လို့နာမည်မှဲ့ခံရမယ်တဲ့နော်အင်္ဂလိပ်လိုကြတော့ Prince of Peace နော် Prince of Peace ဆိုတာငြိမ်းချမ်းရေးအရှင်ပေါ့မြန်မာနိုင်ငံမှာတော့ကျွန်တော်တို့ကျမ်းစာဘာသာပြန်အခက်ခဲတွေကြောင့်နော်ငြိမ်းချမ်းရေးအရှင်လို့ဘာသာမပြန်ဘူးငြိမ်သက်ခြင်းအရှင်လို့ဘာသာပြန်ထားတယ်ကျွန်တော်တို့ခရစ်ယာန်ဖြစ်လာတဲ့နှစ်ပေါင်းများစွာနော်မြန်မာနိုင်ငံမှာနှစ်ပေါင်း200ရှိပြီမြန်မာနိုင်ငံမှာခရစ်ယာန်ဖြစ်လာနှစ်ပေါင်း200ရှိပြီတကယ်တမ်းဆိုကျွန်တော်မြန်မာတမိုင်းကိုလေ့လာတဲ့အခါမှာ1600 AD ပေါ့1608မှာနတ်ရှင်တော်ပြောင်းလဲသွားတယ်မြန်မာနိုင်ငံမှာ1608မှာနတ်ရှင်တော်ပြောင်းလဲသွားပြီးတော့နတ်ရှင်တော်ကမြန်မာနိုင်ငံရဲ့ရှင်ဘုရင်တစ်ပါးဖြစ်တယ်နော်ရှင်ဘုရင်ရဲ့နော်အရိုက်အရာကိုဆက်ခံမဲ့ရှင်ဘုရင်အနာဂတ်ကောင်းဆောင်ကြီးလည်းဖြစ်တယ်တကယ်တိုက်ရခိုက်ရရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတော့ဒီနတ်ရှင်တော်ကနော်သခင်ခရစ်တော်ကိုလက်ခံလိုက်တဲ့အခါမှာသူစစ်တိုက်တဲ့ဘက်ကိုမတော်တော့ဘဲနဲ့ခရစ်တော်ကငြိမ်းချမ်းရဲ့အရှင်ဖြစ်တယ်ဆိုပြီးတော့သူကလက်ခံလိုက်တဲ့အခါမှာ1608မှာလက်ခံပြီးတော့1613မှာအကွက်မြက်ခံရတယ်ဆိုတော့ဒီနေ့လဲဒီမနေ့လဲဒီမှာတည်ခံတဲ့ခါမှာနော်နာခံတော့သူအသက်ခံတာလားမနာခံတော့သူအသက်ခံတာလားလို့ကျွန်တော်မေးတဲ့ခါမှာနော်အားလုံးကလည်းပြောကြတယ်နာခံတော့သူအသက်ခံရတယ်တဲ့ဘာတူလဲဆိုတော့ကိုင်နာနဲ့အာဘေလပေါ့နော်အာဒမ်ရဲ့သားကိုင်နာနဲ့အာဘေလကနော်အာဘေလကိုကိုင်နာကလှုပ်ကြံလိုက်တယ်လှုပ်ကြတဲ့အခါမှာကျွန်တော်မောရှေရဲ့ကျမ်းပိုက်အတိုင်းကျွန်တော်ကြည့်ရင်ဘာဖြစ်လို့အာဘေလကိုကိုင်နာကလှုပ်ကြံတယ်လဲလို့တော့ကျွန်တော်တို့မေးခွန်းထုတ်တဲ့အခါမှာအချက်လက်နဲ့သူတို့ရှာတဲ့အခါမှာဘာတွေ့လဲဆိုကိုင်နာကရစ်ပူဇော်တာဘုရားခင်မကြိုက်ဘူးတဲ့အဘေလကရစ်ပူဇော်တာဘုရားခင်ကြိုက်တယ်လို့သူတို့ကအချက်လက်ရသူတို့ကမောရှေရဲ့ကျမ်းပိုက်တိုင်းသူတို့ကရှာပြီးတော့တွေ့တာပေါ့ရှာတွေ့တာအဲ့လိုဆိုရင်နော်ကိုင်နာရစ်ပူဇော်တာဘုရားခင်မကြိုက်တယ်ရစ်ပူဇော်တာဘာလဲနော်အဘေလရစ်ပူဇော်တာဘုရားခင်မကြိုက်တာဘာလဲသူကအချက်လက်ပြန်ရှာတဲ့အခါမှာကိုင်နာရစ်ပူဇော်တာကလည်းတားကောင်မဟုတ်ဘူးတဲ့အသွေးမပါဘူးတဲ့နော်အဘေလရစ်ပူဇော်တာကတားကောင်ဖြစ်အသွေးပါတယ်ဆိုတော့ဘုရားခင်အသွေးကိုကြိုက်တယ်လူတွေကအချက်လက်နဲ့ရှာတဲ့အခါမှာလေနာခံခြင်းပျောက်သွားတယ်နာခံခြင်းပျောက်သွားတယ်ကျမ်းစာတစ်ခုလုံးဖတ်ရင်လေကိုင်နာရစ်ပူဇော်အတီးနှံကိုကျမ်းစာတစ်ခုလုံးမှာပူဇော်နေကြတာပဲသူတို့လက်ခံတယ်ဘုရားခင်နော်လက်ခံနေတာပဲနော်ဆိုဘယ်လိုလို့နော်
အိုတီတော်တီကိုလည်းပေးပါတဲ့နော်ပေးနေကြတာပဲလက်ခံတယ်ပဲဒါပေမဲ့ကိုင်နာနဲ့အဘိလာချက်မှာတော့လည်းမခံတယ်ဆိုတော့မိခွန်းထုတ်တယ်ကမှဖြစ်စရာအကြောင်းမရှိတော့ဘူးတကယ်တမ်းဆိုရင်ကျမ်းစာစအဆုံးလိလာတဲ့ခါမှာနာခံသူနဲ့မနာခံသူဆိုတဲ့စကလုံးကနော်အစအဆုံးစာမျက်နှာတိုင်းမှာတော့တွေ့ရတယ်ကျွန်တော်တို့ကအဲ့ဒီအစအဆုံးမှာတွေ့တဲ့နာခံမခံသူမဖမ်းနိုင်ဘူးဘာလို့လဲစကလုံးရှိမှဆိုစကလုံးလိုက်ရှာတော့စကလုံးနဲ့မပေါ်လာဘူးအတိတ်ပဲနဲ့မြင်နေလာတယ်ဆိုတော့ကျွန်တော်လည်းအခုတဖြည်းဖြည်းနဲ့အော်လာပါတွေ့တယ်လဲဆိုနာခံခြင်းဘာလို့ကျမ်းစာမှာမမြင်နိုင်တယ်လဲလို့မိတဲ့ခါမှာတန်ရှင်းတော်ဝင်တော်လမ်းပြပို့ဆောင်မှုတအားလိုအကြောင်းတွေ့လာတယ်နောက်ပြီးတော့နော်လူသားရဲ့ချင်းစကားနဲ့ပြောကြည့်မယ်နော်လုံပုတ်လို့ခေါ်တာပေါ့နော်လုံပုတ်ကမမြင်နိုင်ဘူးတစ်ပင်လေတဲ့အမြင့်ကိုလူတွေမမြင်ဘူးအတီးကိုပဲလူတွေကမြင်တယ်ဆိုတော့တစ်ပင်တစ်ပင်ကိုနော်အမြင့်ဘလောက်ခိုင်တယ်လဲဆိုတာဘယ်သူမှမသိဘူးဒါပေမဲ့အတီးဘလောက်ကောင်းတယ်လဲဆိုလူတွေကသိတယ်ဆိုလူသားတွေကအတီးပဲနားလေတယ်အမြင့်နားမလဲဘူးဆိုတော့ဒီနေ့ကျမ်းစာလူတွေကလိလာတဲ့ခါမှာကောင်းကြီးပဲနားလေတယ်တဲ့နာခံချင်းတော့မမြင်ဘူးဆိုခလေးတွေကြတော့အတီးပဲကြိုက်တာပေါ့နော်ကျွန်တော်မိသားစုမှာဓမင်းဆိုင်တော်လကောင်းဟင်းဆိုင်တော်လကောင်းတို့စကားတခုပြောရင်တသမီးကိုမင်းတို့အတီးပဲကြိုက်တယ်နော်အမြင့်ကိုတို့မကြိုက်ဘူးနော်အမြင့်ကိုတော့မတွေ့ဘူးနော်တရက်ပင်အမြင့်တွေ့ဘူးတလားလို့တသမီးမင်းမတွေ့ဘူးတဲ့အတီးကိုတွေ့တယ်ကြိုက်တယ်နော်ပန်းတီးကြိုက်တယ်တရက်တီးကြိုက်တယ်နော်ဒါပေမဲ့အမြင့်ကိုဆိုမတွေ့ဘူးဆိုလူတွေဟာနော်အတီးပဲမြင်ပြီးတော့အမြင့်မမြင်ဘူးဒီနေ့လူတွေကကောင်းကြီးကိုပဲမြင်တယ်ကောင်းကြီးရဲ့အမြင့်ပါလဲလို့မင်းတို့မသိတော့ဘူးကောင်းကြီးအားလုံးရဲ့အမြင့်ကနာခံခြင်းဆိုကျမ်းစာမှာအဲ့လိုသွားမြင်ဆိုအမြင့်ကနော်ဘာဖြစ်လို့အဲ့လိုဆိုအမြင့်မမြင်တယ်လဲလို့ပြောခါမှာတစ်ပင်တစ်ပင်အမြင့်ကိုတွေးချင်ရင်အမြင့်ကိုဖော်ရမယ်အမြင့်ကိုဖော်ရင်တဲ့အပင်ကတည်ပြီတဲ့ဆိုအမြင့်ဖော်ရင်ပင်တည်ပြီအဲ့ဒါကြောင့်နော်ကျွန်တော်တို့ခုအမေရိကန်တို့ဘာလို့မှကျွန်တော်တို့ခေါင်းဆောင်တင်တန်းပြီးရင်လေဘယ်အပင်မှအမြင့်ကိုမဖော်နဲ့အမြင့်ဖော်ရင်တည်မယ်အဲ့တော့အမြင့်ဖော်ရင်တည်တယ်ထိုနည်းလည်းကောင်းလူတယောက်ရဲ့အသက်တာကိုနော်နာခံခြင်းတော့မဖော်နဲ့နော်တည်မယ်တဲ့ပြောဆိုတာလူတယောက်ရဲ့နော်အပြစ်ပြီးမနာခံခြင်းနဲ့နာခံခြင်းတွေကိုတော့ဖော်ရင်အဲ့ဒီလူတည်တယ်ဆိုနာခံခြင်းမနာခံခြင်းကိုမြေဩဇာလောင်းပေးနော်ဆိုအမြင့်ကိုမြေဩဇာလောင်းပေးအတီးကိုပဲတော့ရှာအတီးကိုပဲကြည့်အမြင့်ကိုမကြည့်နဲ့အမြင့်ကိုမြေဩဇာလောင်းပေးဆိုလူတွေကအားနဲ့ချက်လည်းမြေဩဇာလောင်းပေးအာတာချက်လည်းမြေဩဇာလောင်းပေးအကောင်းဆိုးနဲ့သူ့ကိုမစစ်ဆေးနဲ့အမှားမှန်နဲ့မစစ်ဆေးနဲ့နော်ထိရအောင်မြေဩဇာလောင်းပေးပါဆိုတော့ပေးနေရပါဆိုဒီနေ့ကပ္ပဦးကျန်တဲ့ပြရိကျန်ပြန်ဖတ်လာတဲ့ခါမှာအိုးတကယ်ဟုတ်တာပဲနော်ကျွန်တော်တို့ကနော်အမြင့်ကိုနော်မမြင်နိုင်ဘူးဆိုတော့အတီးကောင်းရင်အမြင့်ကောင်းတယ်ဆိုတာသိရတယ်ဆိုလူတယောက်ရဲ့အထဲမှာနာခံခြင်းမရှိရင်ကောင်းခြင်းမရဘူးဆိုတော့နော်လူတွေကနော်တိလျက်နဲ့အမြင့်ကိုနော်မမြင်ဘူးတော့ရှာရမှမသိဘူးပေါ့နော်ဒီနေ့တော့အဲ့ဒါလေးကိုသိခံချင်ပါတယ်ဆိုတော့အာဒမ်ရဲ့သားကာယင်လနဲ့အဘေလနော်ဘာဖြစ်လို့ကာယင်နကိုနော်ကာယင်နကအဘေလကိုလှုပ်ကြံတယ်လေလို့မိတဲ့ခါမှာတော့ခုနပြောတယ်နော်ဖယားသခင်ကာယင်နရဲ့နော်ရစ်ပူဇော်ခြင်းကိုလက်မခံဘူးအဘေလရစ်ပူဇော်ခြင်းကိုလက်ခံတော့ကာယင်နကအဘေလကိုမနာလို့ဖြစ်သွားပြီနော်မနာလို့ဖြစ်သွားဆိုနာခံတော်သူကမနာလို့စိတ်မရှိဘူးမနာခံတော်သူမနာလို့စိတ်ရှိတယ်နာခံတော်သူဟာမုန်တိစိတ်မရှိဘူးမနာခံတော်သူမုန်တိစိတ်ရှိတယ်နာခံတော်သူလက်စားချခြင်းစိတ်မရှိဘူးမနာခံတော်သူလက်စားချခြင်းစိတ်ရှိတယ်အဲ့တော့ကိုင်လာဗလာမှာတော့ရှာတဲ့ခါမှာခုနပြောတဲ့အမြစ်ကိုတွားပြီးတော့လိုက်ရင်မြင်ရတယ်ဒါပေမဲ့အမြစ်မလိုက်ဘဲနဲ့အတီးလိုက်တဲ့ခါကျတော့ကိုင်နာကဘာပိတယ်လဲဆိုအတီးပူဇော်တယ်တဲ့အဘိလာကိုတတားပူဇော်တယ်တဲ့အတီးပူဇော်ဒါကြောင့်ရစ်ပူဇော်တဲ့ခါမှာအတီးနဲ့မပူဇော်နဲ့အသားနဲ့အသွေးနဲ့ပူဇော်ပါဆိုကျွန်တော်ပြောတယ်ဆိုတော့နောက်ဆုံးမှာတော့အဲ့ဒီနော်အဘိလာရဲ့နော်ရစ်ပူဇော်ပြတဲ့လက်ခံတာနာခံချင်းကြောင့်ဆိုတာမပေါ်လာတော့ဘူးနောက်ကိုင်နာရဲ့ရစ်ပူဇော်လာလေနော်မနာခံချင်းမပေါ်လာဆိုနောက်ဆုံးမှာအဲ့လိုဆိုရင်နာခံတော့သူမနာခံတော့သူလောက်ကြံမှုသလားလို့မိခါမလောက်ကြံမှုမနာခံတော့သူပဲနာခံတော့သူလောက်ကြံတယ်အဲ့ဒါ
ဒါရအခုနနော်ကျွန်တော်တို့အာဒမ်ရဲ့သားမှာတွေ့ရတယ်အခုအာဗြဟံပြန်ကြည့်ကြည့်ရအောင်အာဗြဟံတတိမိထဲမှာလည်းနော်ယောသတ်အယောင်ခါရတယ်နော်ယောသတ်ကိုချင်းလို့ယောဆက်ပေါ့နော်ဒီနေ့မိတာယောဆက်နဲ့ယောသတ်ကိုမခွဲနိုင်လို့ယောသတ်ဘယ်ရလူများလာပါလာပြန်ပြီလဲဆိုတော့လေချင်းစကားနဲ့တော့ယောဆက်ပေါ့နော်ယောဆက်ပမာလူယောသတ်ကျွန်တော်ရန်ကုန်မှာတရားဟောတာခုနှစ်30ရှိတော့ရန်ကုန်ကနော်ပမာကြီးကိုမှမရီယာကျွန်တော်နော်ဒါဝိမင်းကြီးဆောလမွန်မင်းကြီးပြောတော့ကျွန်တော်ရဲ့မိတ်ဆွေရဆရာကလည်းနေ့တိုင်းဒါဝိမင်းကြီးဆောလမွန်နိုင်ငံချမ်းဘရင်ကြောင့်ပဲမြင်ပြောတယ်နော်နှက်ရှင်တော်ကြောင့်လေနိုင်ငံချမ်းတော်ပြောတယ်ကျက်စစ်သားကြောင့်လေဟောပါအောင်ဘရင်တော်ကြောင့်လေဟောပါအောင်ဆိုတော့ကျွန်တော်တို့ဘုရားကျောင်းမှာကျက်စစ်သားကြောင့်တစ်ခါမှမဟောဘူးဘရင်တော်ကြောင့်ဟောတော့တစ်ခါတော့ဘရင်တော်ကြောင့်လည်းဟောပါအောင်ကျက်စစ်သားကြောင့်လည်းဟောပါတော်တော်လည်းတော်ကောင်းပါလေပါဆရာလည်းဆိုတော့နော်ကျက်စစ်သားလည်းတအားကောင်းတာပဲဘရင်တော်တိုင်းပြည်တအားချစ်တာပဲဆောလမွန်ပဲတိုင်းပြည်ချစ်တာမဟုတ်ဘူးဆိုတော့လေနော်ကျွန်တော်တို့တရားဟောတဲ့ခါမှာခုနကဓမ္မအဓမ္မနဲ့မြင်နေတော့လို့ရှိရင်နော်နာခံခြင်းအစ်မှန်မရတော့ဘူးနော်ဆိုဓမ္မအဓမ္မဆိုတာကျွန်တော်တို့မြန်မာရှင်မင်းတွေမှာလေဓမ္မအဓမ္မအများကြီးရှိမှာပေါ့နော်ဆိုနတ်ရှင်ဘောခါလေကျန်စစ်တာအကြောင်းအနောယထာအကြောင်းနော်နောက်ပြီးတော့ဘယင်းနောင်အကြောင်းအမှအဓမ္မတွေဓမ္မတွေအများကြီးရှိမှာပဲလေအမင်းတို့မင်းအကြောင်းတွေဆိုဘုရားကျောင်းမှာတခါမဟောလို့သူလည်းနောက်ဆုံးနိုင်ငံချမ်းသာကြောင်းပဲတိတ်မဟောနဲ့လေမြန်မာနိုင်ငံဘယင်းကျောင်းလည်းဟောပါအောင်ဆိုမြန်မာဘယင်းကျောင်းကျတော့ကျမ်းစာမှာဆန်လို့မရတော့ခါဆိုတော့ဒီနည်းနည်းခက်တော့တာပေါ့နော်ကျွန်တော်ကလည်းနော်ဒီခရိယန်ရဲ့ဘာသာရဲ့တွေးခေါ်တာဆွမှုခံရတော့မြန်မာနိုင်ငံဘယင်းတွေနဲ့မတွားနိုင်တော့ဘူးပေါ့မတွားနိုင်တော့ဆိုတော့ယောတက်ကူအကူရရောက်နေဆိုတော့ဘယ်သူနာခံတူလဲဘယ်သူမှနာခံတူလဲဆိုတော့မရှာရင်ကျန်းစာမှာမပေါ်လာပြန်ဘူးဒါပေမဲ့ယောတက်ကတဲ့သူ့အဖေကိုတာနာခံနေသူ့အကူရီကအဖေကိုမနာခံဘူးဆိုတော့ယောတက်ကသူ့အဖေနာခံတော့အဖေကခိုင်းတာအမြဲတမ်းလုပ်တယ်သူ့အကူရီကြတော့သူ့ထိန်းတယ်နောက်ပိုင်းနော်ယာကုပ်ကတာသမီးတွေကိုကောင်းချီးပေးတဲ့ခါမှာတော့နော်သူ့အကိုတွေကိုကောင်းချီးပေးတဲ့ခါမှာတော့နေဟာငါ့ကိုတစ္ဆာမရှိဘူးနေဟာငါ့ကိုမနာခေါင်းစတရားပြပေးမှာအိုးဟုတ်တာပဲနော်ယာကုပ်တာသမီးကြီးကိုယ်ထဲမှာအကြီးဆုံးဖြစ်တဲ့နော်ဘာတူလဲရူဘင်လားရူဘင်ယာကုပ်ကရူဘင်နေဟာမင်းငါ့ကိုမနာခံဘူးမင်းအဖေရဲ့ကတင်ကိုပြစ်မှားတဲ့အတွက်နော်အမျိုးအစဉ်ဆက်ကောင်းချီးမပေးဘူးတဲ့ဟုတ်တခွန်းလေးပဲပေးအမျိုးစင်ဆက်ကောင်းကြီးမပေးဘူးတဲ့နော်အကြီးဆုံးရူဘင်ကိုဆိုရူဘင်ကအကြီးဆုံးနေရာမရနိုင်တော့နောက်ပြီးတော့ရူဘင်ပြီးတော့နောက်တစ်ယောက်ယူဒကြတော့ယောသက်ကိုရောင်းတဲ့ချိန်မှာတဲ့ယူဒကညီကိုတို့ရေကိုညီကိုရောင်းတာမကောင်းပါဘူးသူ့ကိုမရောင်းမနေရအောင်ဆိုတခွန်းလေးပြောတဲ့တွေ့တဲ့နော်ယူဒကကောင်းကြီးရသွားတယ်တဲ့နော်သူ့ရဲ့လုံပုတ်ပေါ့နော်မမလို့စိတ်ထားခေါ်မလားနော်သူ့ရဲ့နှလုံးသားနော်နှလုံးသားလေးတစ်ချက်ကောင်းလိုက်တဲ့အတွက်ယူဒကအကိုကြီးနေရတော့တယ်ကိုကြီးနေရတော့တယ်ဆိုတော့နောက်တော့ပြီးတော့သူတို့ယောသက်ကိုရောင်းတဲ့နေရာမှာလေယောသက်ကိုညာဖို့အတွက်ယူဒကတင်ပြတယ်ဆိုအခုယောသက်ကအဖေစကားနာခံတယ်အယောင်ခံတော့ဝယ်တဲ့လူစကားပြန်နာခံတယ်နော်ကျွန်တော်တို့သာဖြစ်တော့အယောင်ခံရတော့မှတေးဆေးတောက်ပြီးတော့နော်ကျွန်တော်သာရောင်းခံရတော့ပတ်ဦးကတော့သူ့ကိုရီးယားရောင်းလို့နော်စစ်တကြီးမှာတေးဆေးတောက်လိုက်တာနော်တေးသွားပြီနော်ကျန်းစာထဲမှာတေးဆေးတောက်တော့သူနော်ကိုလောက်ကျန်တော့သူဖြစ်နေဒီကုံချုံနိုင်တယ်နော်ငါဘဝမထူတော့ပါဘူးညီကိုကတော့ရောင်းနေဆိုတော့လောကမှာပြန်ပြောဆရာရှိတော့မလဲနော်သူများတွေကသူများရောင်းနေကိုကတော့သူများမဟုတ်ညီကိုရောင်းနေကိုရီးယားကိုကိုရောင်းနေညီလေးငယ်ဆုံးရောင်းတဲ့ကိုရီရက်ဆက်လိုက်တာဒီတော့မထူတော့ဘူးဆေးတောက်လိုက်ဆိုဆေးတောက်လိုက်တိမ်မှာပေါ့နော်ဒါပေမဲ့သူကဆေးမတောက်ဘဲနဲ့စစ်တကြီးကိုတော့နာခံတယ်နာခံတော့စစ်သူကြီးအနာခံဆုံးမှသူပါသွားပြီးတော့စစ်သူကြီးသူစိတ်အချရဆုံးစစ်သူကြီးဘာပြောလဲ responsibility ပေးလိုက်တယ်တဲ့မိသားစုအိမ်ထောင်စုအလုံးကိုစောင့်ရှောက်တော့ဝတ္တရားကိုပေးလိုက်တယ်သူစစ်ထွက်ခါနေမှာရောတော့ခေါ်ပြီးတော့မင်းเจ้าငါကောင်းကြီးရတယ်တဲ့မင်းဖယားငါ့ကိုကောင်းကြီးပေးတယ်ထို့ကြောင့်ငါအိမ်ထောင်ရေးအလုံးဟာမင်းကိုအပ်လိုက်ပြီတောင်းဝန်ပေးတယ်ငါမိမမှလွယ်ရေးကြံတဲ့အလုံးမင်းတောင်းဝန်ယူဆိုတော့တကယ်ဖျောက်ဖျက်သူ့ကိုဆန်းတက်လိုက်တယ်နော်
သူ့မိမမှလွဲရဲ့ကျန်တဲ့အလုံးတာဝန်ယူရမယ်ဆိုတော့ဖခင်သူ့မိမနဲ့တခါလေဆန်းတက်လိုက်ပြီနော်စစ်တူကြီးရဲ့အမိန့်ကိုနာခံမနာခံမို့ဆိုမိမကကျွန်တော်နဲ့အိပ်ပယာစီလို့ခဏသူ့မဲဆွဲတယ်နောက်ဆုံးမှသူကမဆွဲနိုင်တော့လို့ထောင်ထဲရောက်သွားပြီကျွန်တော်ဒီလောက်သက်စာရှိတဲ့ထောင်ထဲပို့ခါရပြီဖခင်လည်းရှိပါမလားမသိဘူးလို့ဘယ်တော့မှမမေးဘူးဒီနေ့ကျွန်တော်တို့ဒီလူတွေကဆုတောင်းတာတခုမရရင်ဖခင်ရှိပါမလားဆိုတဲ့မိခွန်းနော်ခါနာပြီးဆုတောင်းတာတပတ်တွင်းမပြောင်းရင်ဖခင်ရှိပါမလားငါခါနာတာဆုတောင်းမပြောက်ပါလားနော်ခါနာတာလောက်နဲ့ဖခင်ကထင်လွဲပြီနော်ရောတက်လို့ရောင်းခိုင်းတော့အထင်လွဲရုံတော့တရားအောင်ဆွဲမလားနော်တရားဆွဲနော်ဆိုတော့ကျွန်တော်တို့ရဲ့တက်တာမနာခံတော်သူဟာတဲ့နော်ဖခင်သခင်ကတော့မှအပြစ်မြင်ဖို့ရန်အလွယ်ဆုံးနေရာရောက်သွားတာပေါ့ဆိုတော့ဒီနေ့တခင်ခရစ်တော်တဲ့မွေးလာတဲ့ခါမှာဖြစ်လာမယ့်အရာကိုနှစ်ပေါင်း900ကြိုပြောတဲ့ချိန်မှာသူဟာမွေးလာရင်တဲ့ငြိမ်းချမ်းရေးအရှင်အဖြစ်နဲ့ခေါ်ခံရမယ်အဲ့ဒါလေးကတော့ဟေရှာယခန်းကြီး9နော်အငယ်456ပေါ့နော်456မှာပေါ့နော်456မှာအဲ့တော့အဲ့ဒီဟေရှာယခန်းကြီး9ငယ်456မှာတော့ဟေရှာယကနော်နှစ်ပေါင်း900ကြိုပြီးတော့ဟောထားတယ်အဲ့တော့ဟာခါလို့တော့ဇေကြတဲ့ read be in and for me မောင်ကွယ်ခါนักเขียนอย่างไหนอเลียนี่อตุงแรงมังตูนาฟงคานักเขียนดิตรูลีลุนโตตรูอย่าลีลุนโตทับบูเลยชูปิทาเลยตรูจีลังลาโตตรูอย่าสมมาโอรักขยามะฟงดุบ่เนาะดุกูเลยชูปิทาเลยท่านเลี้ยวปียมีเดียนรักบูนรักเตนาบรรทุกขันนมีนาอาเขมตุนาเลอาศัสตุนาจูบอยปานังมันนี่นเตยจังนาโอ้ชิชิดงอ่ะมีเดียมดีกูเนาะในสัญญาปังแค่เดตุมียเนาะกูเอามีหัวสิตุจีดีกูเดเนาะกูรู้ว่าเอามีคนเนาะนายปีตะเกตคู่เลยเดกูรู้ว่าตัวกูนายปีบีကျွန်တော်တို့ကိုညင်ပန်းနှိပ်စက်တော်သူကိုကျွန်တော်တို့ကိုယ်တိုင်ကအနိုင်ပြန်တိုက်ဖို့ဖျက်ခံဘယ်တော့မှမခိုင်းဘူးကိုတော်ကပဲကျွန်တော်တို့ကိုနော်ကိုတော်ရဲ့တကူတော်အဖြစ်နိုင်ပြီးလေရှိတယ်ဒီမှာနော်နိုင်ပြီးဆိုအဲ့မှာငါးမှာအဒုတုနာရကဘူကဒန်ယလတေလေသီစန်အနေမီအနေပွန်ယလတေချူမေအင်ဖရိုအန်စီဒီလိုင်းကိုတော်ကနိုင်ပြီးတော့သူမဟုတ်ပဲကိုဟာကိုတိုက်ခိုက်တော့သူတွေအားလုံးနော်အတိုက်အခိုက်ဝဒနာပါတဲ့လူတွေအားလုံးရဲ့နော်အဝတ်စားနော်လက်နက်ခရိယာတွေအားလုံးဟာမြင်းနဲ့အရှုခံရမယ်နော်6ကန်ဇာငါချက်ပခတ်အချွာတခင်ခရစ်တော်မွေးလာပြီနော်ကျွန်တော်တို့လူငယ်တယောက်မွေးလာပြီတဲ့သူကတဲ့နော်ဖပါပခတ်ပက်ကန်စီတားတော့ပေးခံရတာပေါ့နော်တားတော့ပေးခံရတယ်အမကျူတဲ့သူ့ကိုတဲ့ကန်ဥတုဘိုးအစီလိုင်းဒီမှာတော့တခင်ခရစ်တော်ဟာနော်ကက်တင်ရှင်တခုလည်းမဟုတ်အုတ်ချုပ်သူဖြစ်ရမယ်တဲ့ဒီနေ့ကျွန်တော်တို့ခရိယန်တွေကဘာသာရေးနဲ့သွားတော့သူ့ကိုအုတ်ချုပ်သူဖြစ်နေလက်မခံနိုင်ဘူးနော်ကျွန်တော်တို့ကရက်ကွက်အုတ်ချုပ်သူတို့မြို့နယ်အုတ်ချုပ်သူတို့ပြည်နယ်အုတ်ချုပ်သူတို့နိုင်ငံအုတ်ချုပ်သူလောက်ကိုအုတ်ချုပ်သူဖြစ်နေလက်ခံပြီးတော့ခရစ်တော်ရောတဲ့နေရာမှာတော့မထားဘူးကျွန်တော်တို့ကဘာသာရေးအမြင်နဲ့ကဲတင်သူဖြစ်နေပဲလို့ချင်တာစေခမ်းမှထိုင်တဲ့ဆရာဝန်လို့ပေါ့နော်ဒီမှာတော့မဟုတ်ဘူးသူကိုတဲ့နော်အခန်အောက်တိုဘိုအစီလာကျွန်တော်တို့ကိုအုပ်ချုပ်တဲ့အရှင်ဖြစ်မယ်အမကျိုခရဟ်ဖင်ချင်သူဟာတဲ့အဘွယ်ကောင်းတော့တိုင်ပင်ဖက်လက်ဖြစ်မယ်အထောင်မီပထျံတကူကြီးတော့ဖျားလည်းဖြစ်မယ်တဲ့ဇုံဇယ်မွန်မီပါထာဝရတည်မြဲတဲ့ဖခင်လည်းဖြစ်မယ်တဲ့ဒိတ်နတ်ဘွယ်ငြိမ်းချမ်းရဲ့အရှင်ဆိုပြီးတော့ခေါ်ခံရမယ်ဆိုတော့နှစ်ပေါင်း900ကျိုးဟောခံရတယ်ဒီနေ့ကိုရရှင်မွေးလာပြီးနောက်မှာဒီနေ့ထိနှစ်ပေါင်း2000တွင်းမှာကျွန်တော်တို့ယုံကြည်သူတွေကသူ့ကိုရှင်ဘရင်ဖြစ်နေလက်မခံသေးဘူးတချို့တွေကနော်ကဲတင်ရှင်ဖြစ်နေတော့တအားကြိုက်တာပေါ့နော်ကျွန်တော်ဒုက္ခရောက်တဲ့ခါမှာတော့သူ့ကိုကဲတင်ရှင်ဖြစ်နေခေါ်တယ်ဒါမဲ့ကျမ်းမာလာရင်ရှင်ဘရင်ဖြစ်နေမခေါ်ချင်တော့နော်ကိုယ်အိမ်မှာလည်းကိုယ်ကရှင်ဘရင်လူတယ်သူ့ကိုနေရာမပေးတော့နော်ဖခင်เจ้าမှာလည်းလူတယ်အိမ်မှာလည်းလူတယ်နော်လုပ်ငန်းခွင်မှာလည်းလူတယ်နေရာတိုင်းမှာလူတယ်နော်
တော်တော်ပြီးအမဲလိုက်တာတော့သူ့ကိုနေရာလူတယ်နော်ဒီနေ့တော့မှဟာတလောက်ကြရလေဟိုအင်ရှင်နဲ့နော်ကျွန်တော်တို့ချင်းနေပူဆိုတဲ့ခရိယန်တွေနော်ဘောနကဲနေနော်တရိษံတွေ့တာနဲ့ကိုယ်အိမ်ကနော်ကျွန်တော်တို့ရွာမှာရှိတဲ့ရွာသားတွေပိုင်တဲ့နွားရွာသားတွေပိုင်တဲ့စိတ်ရွာသားတွေပိုင်တဲ့မြင်းကိုဘယ်သူမှတရနဲ့မပြစ်ဘူးပိုင်ရှင်ရှိတဲ့နော်ကျွန်တော်ရွာသားတွေပိုင်တဲ့ကျွဲနွားမြင်းဝက်ဘယ်သူမှတရနဲ့မပြစ်ဘူးဒါဖယားသခင်ပိုင်တဲ့နော်တမင်ဒီတရေဒီကြတော့တွေ့တာနဲ့နော်ဒီနေ့ဟာတလို့ရတယ်အချမ်းလိုက်ဖန်ဘကီမိထလင်ကပ်နင်းလို့ဆိုတဲ့စိတ်ကချက်ချင်းဝင်လာတယ်နော်ဖယားသခင်ပိုင်တာကျွန်တော်စိတ်ဝင်စားရှင်မရင်ပိုင်ရှင်မရင်ပိုင်တာကြတော့နှစ်ဖူးလေဘုံမှာနော်တန်းနဲ့ပြစ်လိုက်ရင်သူတို့ချက်ချင်းစကားပြောတယ်တဲ့ဒီနေ့ဆိုဟာတလို့ရတယ်နော်နော်ဝေးနိုင်ငံသားတွေကြလို့မဟုတ်လှလိုက်တာတမင်လိုက်လှလိုက်တာကြိုကားလည်းလှတယ်အိမ်နာမှာလည်းမြက်လာစားတယ်နှက်ပြန်လာရင်မြက်ပြန်စားလို့ရအောင်မြက်လည်းကောင်းအောင်ထားပေးမယ်နော်တမင်တို့တရေတို့ဝုံဝုံတို့လာရင်တို့ကလှလိုက်တာချော်လိုက်တာအိုးဖျားသခင်ဖန်ဆင်းကောင်းပိုင်ရှင်ဖျားသခင်နော်သူပစ္စည်းကောင်းလိုက်တို့ကပိုင်ရှင်မှန်းသိတယ်ကျွန်တော်တို့ချင်းနေကြလို့မဟုတ်တောကလာတဲ့ပိုင်ရှင်မဲ့နော်နဖူးတဲ့ကိုတခါပြစ်ချင်တယ်ခရိယံဖြစ်လေနော်ဖျားသခင်ပိုင်ရှင်မှန်းမသိဘူးကျွန်တော်တို့ချင်းကြီးခရိယံဖြစ်တတ်ပါလေပိုင်ရှင်ကိုမသိဘူးကောင်းကင်ရောက်တဲ့လက်မှတ်ကိုပဲစိတ်ဝင်စားတာနော်ဘန်ကျုံမဖန်လိုက်မောဆိုကဖန်ကိုလိုက်နာဖျံမောကဖျံကိုအာမင်ကဖျံကြနာဖျံလို့ဆိုတော့မဖျံတဲ့လူတော့မတော်ပါလေထုချီလွှတ်တောင်းသေးတယ်နော်ရနာဖျံလို့ဆိုကဖျံလို့မီတူဆိုရနာဖျံလို့ဒီဆွနာလာခါတောင်းနေတယ်တော့ဆိုတကယ်ခရစ်တော်ကနော်ကောင်းကင်လက်မအလကားပြီးတယ်လို့ကျွန်တော်ဟောတယ်လေကျမ်းစာထဲမှာအလကားတခုမှမရှိဘူးအမြင့်မြတ်ဆုံးသောလက်ဆောင်တဲ့နော်လက်ဆောင်အလကားလို့ပြောရင်လက်ဆောင်ပေးတယ်လို့ဘယ်လိုဝန်နေမလဲနော်ဒီနေ့နော်ကျွန်တော်မျိုးသမီးမွေးနေ့ပေါ့နော်ဒီနေ့မွေးသမီးမွေးနေ့မှာဒီနေ့လက်ဆောင်ပေးကြတာပြောအလကားရတယ်လို့အဲ့ဒီမွေးပိုင်ရှင်ပြီးတယ်မှာအလကားရတော့ပြောပေးတယ်လို့ဘယ်လိုဝန်နေမလဲနော်အတဲနှလုံးတော်မှာပြုတ်ကျသွားနိုင်တယ်နော်တခင်ခရစ်တော်ဟာနော်ဖယားသားဖြစ်ခွင့်စာချုပ်အတင်းစัจ java လာမှာတခါမှမရှိဘူးတဲ့စာချုပ်တယ်နော်လောကအစကစပြီးတော့ဒီနေ့ထိတခါမှမရှိဘူးတဲ့စာချုပ်ကိုချုပ်ပြီးတော့ဖယားသားဖြစ်ပြီဆိုပြီးပြောဖယားသားဖြစ်ရပြီဆိုပြီးလာပြောတော့အလကားရပြီတော့ပြောရင်တခင်ခရစ်တော်ဘယ်လိုဝင်နေမလဲနော်ကျွန်တော်တို့ကပိုင်ရှင်မရှိတဲ့လုပ်ငန်းခွင်မှာသွားပါခြင်းနော်ဆိုတော့ဒီမှာကိုရောပြောတဲ့နော်ငြိမ်းချမ်းရေးအရှင်လို့ပြောမယ်တဲ့အငယ်ခုနှစ်မှာအလျက်ငါနောက်ကျော်အထံချင်းလောင်းမောင်လိုက်ကြည်စမ်းကျွန်တော်ယုံကြည်သူဖြစ်ပြီးတော့မှတခင်ခရစ်တော်ရှင်ဘုရင်ဖြစ်တာလေကျဲပြတ်မှာသူ့ဘုရင်ဖြစ်တာကျဲပြတ်ကျွန်တော်ကြတော့ကျင်းခိုင်းတယ်လေစာတင်းတော်စာတော်ကရောက်20နောက်ပိုင်း73ရောက်နောက်ပိုင်း12ရောက်နောက်ပိုင်း4ရောက်နောက်ပိုင်း5ရောက်ကိုရောရဲ့နိုင်ငံတော်ရှင်ဘုရင်ဖြစ်တာမကျဲပြတ်မဲနဲ့နော်ကျွန်တော်တို့နော်ကောင်းဆောင်ဖြစ်တာကျဲပြတ်သွားတာပေါ့နော်ကျွန်တော်ရကုန်မှာကျွန်တော်ဘာပြောလဲတင်းတော်လေးနော်လေအနည်းမို့ဆိုအမဦးနောင်တဲ့စကလုံးမရကုန်မှာတင်းတော်ရှိနေနေမှာလေကိုညီကိုပဲတင်းတော်ဖြစ်နေလေကျွန်တော်လည်းဆရာဥပဝတင်းတော်အတူညီကိုတွေပဲပြည့်နေပြီတဲ့အေးဟုတ်တယ်နော်ညီကိုတွေပဲရှိတော့တယ်နော်ကျွန်တော်တို့ကအာနာပဲလို့ချင်တာဟုတ်တခင်ခရစ်တော်ရဲ့အောက်မှာပြတ်မဟုတ်ဘူးလေကျွန်တော်တို့ကြတော့ကျေးဇူးတော်ကြောင့်နော်မြန်မာညီကိုတွေစမှာဝင်တော့နော်မွန်ကလည်း2ယောက်လောက်ပဲရှိတယ်ကရင်ကလည်း2ယောက်လောက်ပဲရှိတယ်ရှမ်းကလည်း2ယောက်လောက်ပအိုက2ယောက်လောက်နောက်ပြီးလာခုက1ယောက်လောက်ကချင်ကနော်1ယောက်2ယောက်လောက်ဆိုချင်းတောင်မှလည်းပူဆူးတယ်နော်လောက်သူက3ယောက်လောက်ရုပ်တုံးက2ယောက်လောက်နော်ဟိုအားလုံးကပေါင်းတော့အစည်းအဝေးလုပ်ရင်ဘာမှလုပ်လို့မရတော့အစည်းအဝေးလုပ်ရင်နော်ဘသူမှနားမထောင်ဘူးပြောဖို့ပဲကြိုးစားကြတာနော်တရားအချင်းတော့ပြောမယ်ခရစ်စမတ်လို့ဝတ်တန်ကပိတ်တာနောက်တရားဝတ်တန်မလို့ချင်းမစီပြန်ကပိတ်တာနောက်တရားနဲ့ချက်တန်ကပိတ်တာနောက်ပြီးတော့တချင်းဆိုရင်လည်းနော်ကျွန်တော်တို့ကြိုက်တဲ့တချင်းကိုဆိုချင်တယ်သူများကြိုက်တဲ့တချင်းနားထောင်ချင်တော့ဆိုတော့ကျွန်တော်တို့ကပါလဲရှင်မင်းကိုနော်အာယုံစိုက်ပြီးတော့ငြိမ်းချမ်းရေးကိုတန်ဖိုးထားဖို့လမ်းကြောင်းမရှာဘူးလေမရှာဘူးကျွန်တော်တို့ပျော်ရွှင်ဖို့ပဲရှာတော့ဖခင်ကြောင့်မလဲပျော်သလားဆိုတော့ပဲထုံမိတယ်လေဘာဖြစ်လို့ပျော်ရမှာတော့နော်အပျော်ပါလိုက်တာမှမဟုတ်တာနော်ရှင်မင်းရှိမှာနော်ကျွန်တော်တို့နေကြတာဆိုဒီမှာသူ့ရဲ့နော်
Aliana, do it to who had need I, Jep made, Aram Joe, a dizon the line, and my own. Kuro the campaign, Nanga ain't chame. Memanang Jaroli. So we chip daughter of your judgment, Chen Hayashi did not don't buy it, no. That led to him, Chimava, no, Ello, Charole, no, Namale, no. Chen Hayashi did not don't buy it, Namale, no, Namale. I mean, Chino de Madi, ain't she? My ain't she that they don't have Basil did it, no. My man, a Basil, the dinner the Bama don't in the Bama ain't she, no other option, no. So, General. Name Chinese or a Sakalone, Crido never do. So not Crido do that, Kongi Yabu Lemma, not Map your many as Sha, no, Alumina Doricama. Name Adam Jude, check out their dialect, Eluho, a dizons a lie. The can Crido let cande, no, 9 and or ma, no, General, Guru let can be swing it, Name Chancellor, champion and Yang Chairman of Dotchinam home. Memang yang cemil dot nama, nang anu lek ando tu, yang cemil, so, nalong dari mana yang cemawo, along jalur lulu ya mereka, baru memang yang win naik thola lulu, yang canda wo, so, yang yang cemawo yang mau di mana, win yang canda, twin yang canda, win yang canda, no, siapa baru memang yang canda kami sudah, jalur memang yang canda kami belum, memang yang macam mana, nang ando, no, tetik kanira. Tema yin chan kai me bo no so aram chu dai song za la siam pa hang David te fa pakhat bantukin aram chu ok lai da wi min ji ya idel nang a o chok khe lo sa chok ha mo idel nang no bo Israel pen na bo ai lu be da khu le Christ do ye kaung kin nang no ha yin chan me so ara he sha khan ji ko ma bo so ro khu sat ti ko phat chin ne no ko Khani to say, Khani Sati of the Kamabo. The Reza Khani Satigo, Pajila Ludro, and Osiabano. He shall Khani Sati of the Kamanya Dima. Samparan David Jirong he, how me Tingum Bantu and see, Tisan. Corridor, the King Credo Pelkanamando, Sa Larechima, Idilanama Hali, how me Tingum Bantu. Kota do tipping looks at Dobby, the Manakando. General Idiana tin Bajili, Hula Israel Tinjili. Young Jiduria Israel Tinjili, da, Nangano Namalelo. Zene Israel Tinjila on Hipponaton, no Jalibi. The King Credo, Kare at the Camiro. Simpian Tamara near Samiro, Israel Nangaha, how me Tingum Bento and System. Kota do tipping, Chinsaganero Timbulwo. How me Tingums are dipping on Coin Ballet, Bajanle. Tim Huyo. David Israel had a Tim Huyo to Dobby. General Zero, Tim Huyo to Tinjili. Nang no Pelkin or Tim Jibin, Israel and Dotin Jirali. And now, but I hit the money yet now. No, but my lord, Sambran David Jirong he, how me Tingum Bantuk a sea. Chum in Nietal and Jor Bantukin, David de Fatungin, Sampran Tarpakat a chocolate, the king credo of the dog, no. Credo we made Amika o Konananga, Boy Batonani Amajo, Fim Nagle, Hut Nagle, Tim Nag a Perlai. So, oh, is it in Nanga, Madro, Mana Kalo is in Nanga, Matisan and Matiton, is in a Makushima Yamashiro, Shimena Mashiro. So you got no American no being at the cool of Senate, no. Simi machine hand over there. So a cool Emma, the can create a Mula in it, boy pa, ton nani, a matzo, film nak lame, no. Pinya be me, hell nak, teaching be me, tiam nak a bell. Pinya teaching, now below. Film nak len, hell nak let, tiam nak be me, no. Teaching piñane, nobilo, Nemaluaro, Bacomele, no. At the piña, a tipina, nobilo, two twin piña, pima, to the mia. Boy parts of delight, the king creddo ha, Payata Kimuta, Nakani, and Oboya. As a symbol of Dole, Payalo, Pine, no. Pitching Shidole, Nakanchino, you each a name song near Daviro, Donna Camilo.
အသက်ပေးတဲ့ထိနာခံတယ်တဲ့ဖိလိပ္ပုခန်းကြီးနှစ်အငယ်လေးနဲ့7မှာလေအသက်ပေးတဲ့ထိနာခံတယ်နော်ကျွန်းဘွိပါရင်တွန်ခါအလုံးနာအစလိုက်ကိုရောရဲ့အမှုရဆောင်တာနော်နာခန္ဓာသူ့ရဲ့ဝမ်းမြောက်ခြင်းနော်တကယ်ခရစ်တော်လောကမှာနေခဲ့တော့တော့လကောင်းနော်3နှစ်နဲ့ခွဲလို့နော်လူသားကျွန်တော်တာမန်စကားနဲ့ပြောတယ်တကယ်တမ်းကျတော့1200ရက်ပေါင်း1290သူကနိုင်ငံတော်ကိုကြီးညာခဲ့တာနော်ရက်ပေါင်း1290နိုင်ငံတော်ကြီးညာတဲ့အချိန်မှာခရစ်တော်ကနိုင်ကလပ်တစ်ခါမှမတော်ဘူးနော်နိုင်ကလပ်တစ်ခါမှမတော်ဘူးနောက်ပွဲလဲတစ်ခါမှမလုပ်ဘူးမွေးနေ့လည်းတစ်ခါမှမလုပ်ဘူးသူကလည်းနိုင်ငံတော်ကြီးညာပြီးတော့ဖះเจ้าလည်းမဆောက်ဘူးတိုက်လည်းမထောင်ဘူးနော်လူ12ယောက်နဲ့နိုင်ငံတော်ကနာခံခြင်းကိုသူကတတ်တည်ပြတာဘလောက်ထိတတ်တည်ပြဆိုသူ့နောက်လိုက်12ယောက်စလုံးလည်းအသက်ပေးတဲ့ထိနာခံတယ်နော်အဲ့လောက်ထိသူကပုံသက်တည်ဖြစ်သွားတာပေါ့နော်လင်လန်းမန်လေမိချင်းချင်းဗျာမန်အင်ဗျာအခက်လိုက်လို့နော်သူကတရားစီရင်တဲ့ခါမှာအပြင်ကနေပြီးတော့နော်လာတဲ့စကလုံးပုံမှာမစီရင်ဘူးပြင်ပပေါ့နော်အခုဒီနေ့စကားနဲ့ပြောမယ်ဆိုရင်တော့တင့်ရဲ့နှလုံးသားမှာဆုံးဖြတ်ချက်သမျှအလုံးဟာအပြင်ကလာတဲ့နော်တရင်အရာဆုံးဖြတ်ချက်လားအထဲမှာလာတဲ့တရင်အရာဆုံးဖြတ်ချက်သလားပေါ့ဒီနေ့ကျွန်တော်ဖတ်တဲ့စာအုပ်ထဲမှာဒီလိုပြောတယ်လူတွေဟာတဲ့နော်အပြင်ကလာတဲ့တရင်ကိုညှိခိုးပြီးတော့ဆုံးဖြတ်ချက်ချရင်အတွင်းမှာနစ်နာဆုံးရှုံးမှုပေါင်းများစွာခံစားရတယ်အတွင်းကလာတဲ့နော်ရက်တီချက်နဲ့ဆုံးဖြတ်ချက်ချရင်အောင်မြင်မှုပေါင်းများစွာရတယ်ဆိုတော့ဒီနေ့ကျွန်တော်ဖတ်တာလေတင်ဒီတဲ့အတွင်းကထွက်လာတော့ရက်တီချက်နဲ့ဆုံးဖြတ်ချက်ချရင်တဲ့လောကကြီးဟာနော်ဘာမှကြောက်စရာမရှိတဲ့နေရာဖြစ်သွားပြီဒါပေမဲ့အပြန်လာတဲ့တရင်တွေနဲ့ဆုံးဖြတ်ချက်ချရင်တဲ့ကြောက်စရာပေါင်းစုံနဲ့ရင်ဆိုင်ရမယ်ပေါ့ဒီမှာအဲ့တော့သူကအပြင်ကလာတဲ့လန်လန်းမန်လေမိချင်းချင်းဗျာမန်င်ဗျာခက်လိုက်လို့စစ်ဖမီခါအမ်ဗျာထတဲ့အကျိတ်ပြနာလိုက်နောက်တာပိုခါအတတ်နာလိုက်အမနော်ပက်နငင်ရမ်ချူဒန်တတ်အစီလိုက်မိထလို့ချူအန်ထီလိုက်ငါအမီချူဒင်နာင်အောက်နာလိုက်ဖြတ်မချင်းနဲ့အုတ်ချုံမဲအန်ချာဇုံအောက်တက်မြေစီလိုက်ကျင်ညာလဲတူခါမွန်ခဒတ်ဒိုင်တင်အန်တုံတီလိုက်တခင်ခရစ်တော်တကယ်လက်ခံလိုက်ရင်လေလူမျိုးဖက်ချရင်မရှိတော့ဘူးဆိုတော့ဥပမာမြန်မာနိုင်ငံနဲ့ဥပမာပြကြည့်မှာပေါ့မြန်မာနိုင်ငံမှာအခုမြန်မာနိုင်ငံမှာနော်ရိုဟင်ဂျာတွေတတ်တယ်ဆိုတာလေနော်တကယ်လားဆိုရင်ကျွန်တော်ခရစ်တော်လက်ခံရင်အဲ့ဒါတွေရှိမှာမဟုတ်ဘူးနော်အခုနော်ဝေးနိုင်ငံကျွန်တော်ကတော့အဲ့တဲ့ပေါ့ဒီမှာနော်ဝေးနိုင်ငံသားတွေပေါ့နော်ကျွန်တော်စတဗန်ဂါကိုတော့စတဗန်ဂါမစဗန်ဂဲနော်စဗန်ဂဲကိုတော့စဗန်ဂဲတော့အဲ့မှာပါ Nobel ဆုအခု Nobel ဆုပေးတဲ့နော်တရင်တွေကိုတို့ပြောတဲ့နေရာနော်အစအနပိုင်းကိုတွားပြီးတော့တို့ပြောပြတော့ဟိုတုန်းကတို့ခရိယန်ဖြစ်လျက်နဲ့တတ်ကြတယ်အဲ့ဒါကြောင့်နော်ဝေးနိုင်ငံတို့ဘာလို့မှခရိယန်မကြိုက်တော့ဘာဖြစ်လို့လဲအခုခရိယန်ကတဲ့ဘာသာရေးဖြစ်နေတယ်နိုင်ငံတော်မဟုတ်ခုခရိယန်ကတခင်ခရစ်တော်ရှင်ဘုရင်ဖြစ်တဲ့သဘောပေါက်တဲ့နော်နိုင်ငံတော်မဟုတ်ဘဲနဲ့နော်တခင်ခရစ်တော်ကကျမ်းစာအုပ်ကမိမိချတဲ့အပိုက်လေးကို doctrine ဖြစ်နေလုပ်ပြီးတော့အဲ့ဒီကျမ်းတဲ့ပိုက်ကိုအမှန်ဆုံးတင်ပြီးတော့သူများနားလဲတာကိုလုံးဝခရုမဆိုင်ဘဲနဲ့မိမိနားလဲတာကိုခံပြီးတော့ doctrine နဲ့တတ်ကြဖြတ်ကြတဲ့ခါမှာဥရောပတစ်ခွင်လုံးဟာခရိယန်ရဲ့ရက်တပွဲဖြစ်သွားတော့လွန်ခဲ့တဲ့ပေါင်း900မှာပေါ့ဆိုတော့ခရစ်နှစ်ပေါင်း900 1400 1500အတွင်းမှာနော် AD 1500မှာဥရောပမှာနော်ဘာသာရေးစစ်ပွဲတွေဖြစ်သွားတာပေါ့ဘာသာရေးစစ်ပွဲဆိုတာနော်ခရိယန်စစ်ပွဲကျွန်တော်စာမဖတ်တဲ့လူတွေကအောင်မှာနော်ဘယ်လိုလုပ်ခရိယန်ချင်းတိုက်တာလဲလို့မေးမှာအခုချင်းလက်တိုက်တာပဲလေခရိယန်နေချတာအခုချင်းတော့ရွာသေးလေးမှလည်းနော်အင်ချီတရားရှိရမှာတင်းတော့10ပါးချကြတာပဲလေနော်တနတ်တာတို့ပိုင်ရင်အကုန်တပ်ပြစ်မှာတောင်းတောင်းနော်ဒီမှာလည်းတတ်ကြတာပဲလေတတ်ကြတာတတ်တဲ့ခါမှာဘယ်လိုတတ်တယ်လဲနော်ကျမ်းစာဖတ်တယ်လို့မဖတ်တယ်လို့တတ်တာခုနကာယနာကအဘေလာကိုတတ်တာလေဥရောပမှာနော်ကျမ်းစာမဖတ်တဲ့လူတွေကဖတ်တဲ့လူကိုတတ်တာ
အစာမရှောင်တဲ့လူတွေရှောင်တဲ့လူကိုတတ်တာအဲ့တော့အသက်ခံတဲ့လူတွေကတင်ရမှာကြောက်လို့လားကျမ်းစာကြီးတဲ့တင်တို့ကိုတဲ့ဖျားသခင်အလုပ်လုပ်တယ်ဆိုလို့လည်းတတ်လိမ့်မယ်တဲ့ခရစ်တော်ပြောတယ်နော်ငါဖျားသခင်အလုပ်လုပ်ပါဆိုလို့တင်တို့ကိုတတ်လိမ့်မယ်မလို့လေလက်စားချေပါလို့မပြောပြန်ချေပါလို့မပြောပြေးပါတဲ့တခါပါလုံးပြေးပါတဲ့ဆိုတော့ဥရောပမှာကျမ်းစာဖတ်တဲ့လူမဖတ်တဲ့လူတွေတတ်တယ်အစာရှောင်တဲ့လူမရှောင်တဲ့လူကတတ်တယ်တန်ရှင်းသောဝင်တော့စကားပြောခံတဲ့လူမပြောခံတဲ့လူတတ်တော့သူတို့ပြေးတယ်ဆိုတော့ပြေးပါဘယ်လိုပြောပြေးတယ်ဘယ်လိုပြေးလဲအမေရိကကိုပြေးတယ်သူတို့အမေရိကကိုပင်လယ်ခရီးစဉ်ကိုနော်လှေတိတိလေးနဲ့ပြေးတာနော်အခုကျွန်တော်တို့နော်ဝင်းနဲ့ဒန်မတ်လှေအကောင့်ဆောက်စီးလာတော့မှကျွန်တော်မူးလို့နော်အခုကကျွန်တော်တို့မြန်မာနိုင်ငံသားတွေဥရောပသားတွေလှေတိတိလေးကိုစီးပြီးတော့လေပချန်ကနေကျွေးပချန်ကနေကျွန်းအလောကောဒန်မတ်လေပချန်ကကျွေးကကျွေး7ကလောဘကောဝဲလှေကြီးနဲ့တွားအောင်မူးတယ်သူတို့ကတော့ဒီလှေကြီးတွေမရှိဘူးစက်အင်ဂျင်တွေမရှိဘူးနော်လှေတိတိလေးနဲ့ဥရောပနဲ့အမေရိကန်တို့ပြေးတာလမ်းမှာလှေဖောက်ပြီးတည်တဲ့လူအများကြီးပဲလှေဖောက်တယ်ပင်လယ်ကြီးကိုသူကဖြတ်တန်းတာအတ္တလန်တစ်ပင်လယ်ကြီးကိုဖြတ်တန်းတာလေအတ္တလန်တစ်ပင်လယ်လို့ဆိုရင်ပင်လယ်ကြီးဖြတ်တန်းလို့အမေရိကရောက်တော့ဟိုကလူရမ်းတွေလည်းပြန်တက်ပြန်အောင်သူတို့လူရမ်းတွေအမေရိကလူရမ်းတွေပြန်တက်တော့ချတယ်မှာလူရမ်းတွေပြန်တက်လို့ပြန်တီးတယ်နော်ချမ်းစာအုပ်နဲ့သူပြေးတာအခုတော့နှစ်ပေါင်း400ကြာတော့အမေရိကန်ခု United States ပေါ့အမေရိကန်နိုင်ငံခုနှစ်ပေါင်း400သူတို့ပွဲလုပ်တယ်ဗါလေသူတို့ပြေးသွားပြီးဟိုမှာကျန်းစာသွားဖတ်ပြီးတော့ခုတကဘာလုံးမှာကောင်းကြီးရဆုံးဖြစ်လာတာပေါ့ဆိုတော့ဘာသာရေးဖြစ်နေတဲ့ချိန်မှာနော်စစ်ပွဲဖြစ်တယ်ခရစ်တော်နာခံတဲ့ခါကျတော့စစ်ပွဲမရှိတော့ဘူးဘာဖြစ်လို့လဲခုနပြောပြီလေကြားတွေ့ရင်လေပိုင်ရှင်မဲ့ဖြစ်နေမမြင်တော့ဘူးဖခင်သခင်ပိုင်တယ်ခရစ်တော်ပိုင်တယ်ဆိုတော့ကြားတွေ့ရင်လည်းမတတ်တော့ဘူးဝုံဝင်တွေ့ရင်လည်းပိုင်ရှင်မဲ့မဟုတ်တော့ဘူးခရစ်တော်ပိုင်တယ်တခင်ခရစ်တော်ဟာလောကရှင်ဘရင်မြေကြီးရှင်ဘရင်ကောင်းကင်ရှင်ဘရင်ဆိုသူမပိုင်ဘသူပိုင်မလဲငွေတွေ့ရင်လည်းပိုင်ရှင်မဲ့မဟုတ်တော့ဘူးတခင်ခရစ်တော်ပိုင်တယ်ကျွန်တော်တို့ကြတော့ချင်းတော်ခရစ်ယာန်ပို့ဆိုတယ်ချင်းတော်ခရစ်ယာန်ကြတော့ဘောနကင်မဲ့ခရစ်တော်ပိုင်တယ်ဘောနကင်မဟုတ်ရင်ခရစ်တော်မပိုင်ဘူးခရစ်ယာန်တော့မဘောခရစ်တော်မပိုင်လို့လေချင်းတော်မှာစင်ပါလေဘပ်တစ်ပေါ်သူစီဆိုပိုင်လို့မြစ်ချင်းကြလို့မရတော့မယ်နော် AG ပဲကောင်းရင်ရောက်မယ်နော် UPC ပဲကောင်းရင်ရောက်မယ်ကောင်းကင်မှာတော့မှလေအတင်းတော့တတိလေးပဲရောက်ချင်တာတော့ကျန်တဲ့လူမရောက်ခိုင်းနော်ကျွန်တော်တို့ကနော်ဒေါက်ထင်ရဲ့နော်ကျင်းမြောင်းလွန်သောအမြင်နဲ့တွားပြီးတော့တခင်လို့ရှင်မင်းဖြစ်နေမှာတတ်မှတ်တော့နော်နောက်ကောင်းကင်ရောက်မဲ့ဒီဆက်လူတွေလေတညလုံးကတော့လားကားတာမှားတာမဟုတ်ဘူးပျော်ပါလိုက်သွားပြီလေခရစ်တော်နော်ခရစ်တော်ရဲ့နာခံခြင်းမရှိတော့ဖယားเจ้าမှာခါတယ်နဲ့ပြန်တနက်နဲ့ပြစ်တယ်နော်နဲ့ပြန်ကားတယ်တနက်နဲ့ပြစ်တယ်ဆိုလူတက်မှုကနော်တို့တွေတအားလွယ်တယ်ပို့ဆိုတော့ဆွတ်တောင်းဆုံးတာတားကောင်များဆုံးပြစ်မယ်ဆိုတော့ဘောလို့ဖြစ်တော့ဘောနော်ဆိုတော့ရပါလေဒီမှာကိုလိုကရှင်မရင်မဖြစ်နိုင်တော့ဘူးဒီမှာတော့ဗာလေကျညာလဲသူခါမှန်ခဒဒိုင်းတင်အန်တောင်တီလိုက်အဲ့ဒါလဲကျွန်တော်ဘာသာပြန်တဲ့ခါမှာတော့နော်ကျညာလဲစကြုံမဟုတ်တော့ပဲနဲ့နော်ကျွန်တော်ခြံအောင်လေးဟီချခြံအောင်လေးချင်းလူမင်းလိုက်ကျွန်တော်ကျန်းစာကိုလည်းကျန်းစာတိုင်းလက်မခံနိုင်ဘူးခြံအောင်လေးနဲ့ပဲကုန်လို့ယူတယ်နောက်ဆုံးတီလဲခြံအောင်တော့ခါခြံအောင်လေးစခေါ်လာတဲ့ဟိုအကောင်လုံးခြံအောင်လေးအကောင်လုံးပို့တော့လောကမှာတော့စာရန်ကောင်လုံးပေးခဲ့တဲ့ခြံအောင်လေးကျွန်တော်တို့ကကျန်းစာကိုလည်းတဲ့ကျန်းစာလို့လက်မခံနိုင်တဲ့အထိခြံအောင်လေးဖြစ်သွားတယ်ခြံအောင်ဖြစ်သွားတယ်ဆိုတော့ဒီမှာဆက်ပြောကြည့်မယ်နော်ကျော်ဖာလေချင်းတဲ့နောက်ခါရိုလန်80လိုက်ငါချေတဲ့နိခန်အန်ဇောက်ခနာလိုက်ကျော်လေဝမ်ချူရိုလန်80နာလိုက်အော်ချင်းစကားပြတယ်မလို့ဟုတ်လို့ sorry ခွန်လဘာနော်အားလုံးခွန်လဘာလို့နော်ဒီမှာနော်မြေခွေးနဲ့တိုးတော်မှတဲ့သွားမယ်နွားသားလေးတွေနဲ့ချင်းတိတ်သားသမီးလေးလည်းတဲ့သွားမယ်ကြော်လဲဝုံချူနွားနဲ့ဝုံနေလဲထမင်းတူတူစားမယ်
จอนี่ฝจังซีอันไอ้บรรทุกินชินได้นี่ฝจังซีจูอันไอ้เวลานัวก็สบายเนาะอติปุ่งกุศลโลเลยชินได้ดีกันเลยสบายที่อุปติปุ่งเป็นสามเองสิบวันไงมีรูปปองงักเชียมีเลนเตอันนี้จัดอะไรอาศัยเปลี่ยนดอกมุยน้ำมาเลยคลีรีเลยก็สามเองส่วนดีฮาริกาเนาะคุณอาจจะวันนี้เลยป่ามาบ้าแต่เมื่อตะเกียบพิจารณาเลยตะเกียบขึ้นดอกโอชไลป่ามาเวเลยจะนอนส่วนคู่เครียมพิจารณาเลยมวยด้วยยังตัดชินใส่ไปสิดายังอุมาสิดาเลยยังอุมาบอกว่าแต่มวยด้วยยังตัวมันตะบูมวยเลยตัวนี้ไปสิเลยจะนอนมวยด้วยอันนี้ขาดชิดเอาเนี่ยเนาะไล่ไปเรานิ่งชินใส่สิเลยแต่ยังเสียการนิ่งชินเลยสุดท้ายเราเนี่ยมีมาตะเกียบขึ้นดอกชิมไปยังพิจารณาเนาะมีไหนเนี่ยยังตาอันนี้เลยแกติสินพิจารณาจะเรามีล้ออาจจะเราลงตัวเลยเนาะกูยกอะไรมาสุดท้ายงานไม่ได้ตั้งเราก็ลงเปล่าเสียทีเลยเนาะกูเรากูเปย์เพียงแค่เราไม่ตั้งหัดเราเนาะจะรู้ว่าแกติสินพิจารณาจะเรายงจิตชิมาตาจีลงมีโลน่าขันจินจะเราลงว่าจะรู้บ้างเลยไม่เลี้ยวจินจะเสียชีวิตใจอันจังเลยนี่มาใจอันจังสิเลยเนาะปัจจัยจังเทียงชงอาจุนทิวที่นงเลยทิวทะเลใจมันอมใจโลsoมันน่าขันต่อตุริเชียเนี่ยอะไรฮะเจ้าสิ่งเนี่ยสงสัยเนี่ยน่าขันต่อตุริเชียเนี่ยมาเจ้าสิ่งเนี่ยบิโรกิมเมตัวเด็ดที่พิจารณาบอกเรลิจูตีอินอัคบันตุหินรำจูบอยปังหันนักนักขัดไรเป็นเลจีฮาเนาะยีเน่พิดลูเนาะตะเคียนคริสต์ดอสมีนตั้งแต่เนี่ยมากูรอตีชินเนี่ยปีเมส่วนนี้อันนั้นจะนอจีโร่ไม่มาในงานฮะเนาะทีนี้บาปเชลูเช่นออกมาส่วนอัตเตนโนตบ้านชาจาบิโร่ไอ้ที่ฮะคุณในงานเช้าเยาวเด็กที่เตะตัวเลยเนาะอเมริกามาเลยเตะตัวแล้วบ่คนอเมริกาเยาวรู้อเมริกาเลยจะรู้เช่นนี้ฮะอเมริกามาเลยตาเกวเลยบลูเปียนป้องมาเลยลูตาเรียป้องลงมาไม่ยากเลยลูตาเราเปียนป้องลงไม่ยากหรอกအဲ့လိုဆိုဘယ်လိုလုပ်မလဲရှင်မင်းကပြန်ပေါင်းမှရမှာဗောတခင်ခရစ်တော်ပြန်ပေါင်းဆိုခရစ်တော်ပြန်ပေါင်းဘယ်လိုပေါင်းလဲမနာခံရင်ဘယ်လိုလုပ်မှပေါင်းလို့မရဘူးနာခံတော့သူပဲပြန်ပေါင်းလို့ရတယ်ဆိုဒီမှာခုနပြောတဲ့ဟာလေးကိုနော်ဟေရှာယမှာနော်ဟေရှာယမှာတဲ့နော်ဟေရှာယကိုဘုရားသခင်ပြောပြတဲ့အတိုင်းဟေရှာပြန်ပြောတဲ့ခါမှာငြိမ်းချမ်းရေးဆိုတာသူက26ကြိမ်ပြောတယ်ခရစ်တော်မွေးလာရင်တဲ့ငြိမ်းချမ်းရေးဖြစ်မယ်ဆိုတော့26ကြိမ်ပြောတယ်ဟေရှာမှာကျွန်တော်ဆိုရင်ခိုးအမြဲတမ်းလူရမိတယ်ဆရာတဲ့နော် rap channel zoom မှာ rap channel ဘယ်မှာတွေ့တယ်လို့ကျမ်းစာမှာကျွန်တော်ဖတ်တာမတွေ့ပါလားတခါမှမတွေ့ပါလားဆိုတော့ဂျေဆုအရာထန်လိုက်ဒီအဲ့ဒါအရာထန်လိုက်ဆိုတာထန်လိုက်ပဲ rap channel မဟုတ်လားနော်ကျွန်တော်တို့ကျတော့ rap channel ကိုလေအသေးယုံတယ်ကျမ်းစာမှာတခါပဲပါတာအတေယုံပဲ26ကြိမ်ကြတော့မယုံဘူးဟေရှာယတခုတည်းမှာ26ကြိမ်ကြတော့သူမဆိုင်ဘူးနော်ဟေရှာယတခုတည်းမှာကိုရောရှင်တခင်ခရစ်တော်ငြိမ်းချမ်းရဲ့အရှင်ဖြစ်မယ်လို့26ကြိမ်ရေးတာကြတော့လူတွေမယုံဘူးဒါမဲ့ကောင်းကင်တက်ဖို့ရန်ပြန်တမ်းမယ်ဆိုတော့ကြတော့လေတခုတော့မပါတဲ့ဟာကိုယုံတယ်အန်ဇွန်လိုက်တဲ့နော်ဘယ်မှာလဲလို့ပြီးတော့ဘောလူကပြောတယ်အိုးဟုတ်လားဟုတ်ပြီတခါပဲပါနော်အဲ့ဒါဆိုရင်ငင်းချိုင်း26ဘာလို့မယုံလာတော့အခုဟေရှာမှာ26ကျင်းဇေရမိမှာ18ကျင်းနောက်ပြီးတော့ရှင်ပေါလုကယောမမှာ17ကျင်းငင်းချိုင်းရဖြစ်မယ်ဆိုငင်းချိုင်းရဘယ်လိုရနိုင်မလဲလို့ပြီးတဲ့ခါမှာတော့နော်တခင်ခရစ်တော်နော်ရှင်ပြန်ဖြစ်တဲ့လက်ခံမှာငင်းချိုင်းရနိုင်တယ်ကျွန်တော်တို့ကကယ်တင်ရှင်ဖြစ်တယ်ပဲလက်ခံခြင်းပြီးတော့ရှင်ဘုရင်ဖြစ်တဲ့လက်မခံခြင်းမိသားစုမှာဥမာပြောကြည့်မယ်ပေါ့ကိုယ့်ရဲ့မိဘကိုနာခံဖို့ကြိုက်တာလားကြိုက်တာအကုန်လုံးပေးသူဖြစ်နေကြလားမိမိနာခံမဲ့သူဖြစ်နေကြလားမိမိကြိုက်တာအကုန်လုံးပေးသူဖြစ်နေကြလားကျွန်တော်ကတော့နိုင်ငံတော်မဝင်ခင်တော့ရက်လေးဆက်ဆံမဆောင်ခင်တော့အဖေနဲ့မေကိုမိမိကြိုက်တာအကုန်လုံးလုပ်ပေးသူဖြစ်နေပဲလို့ချင်းတယ်မိမိနာခံမဲ့သူဖြစ်နေလုံးဝမလို့ချင်းဘူး
မိမိကြိုက်တဲ့များအားလုံးကိုအကုန်လုံးလုတ်ပေးမဲ့သူအဖြစ်နဲ့မိဘကိုမျှော်လင့်ခဲ့တယ်မိဘကလည်းမိမိကြိုက်တာအကုန်လုံးတစ်ခုမှမလုတ်ပေးနိုင်တော့ကဘာမှာစိတ်အစိမ်းလေးဆုံးနေရာကိုရောက်ခဲ့တယ်ငင်းကလေးကမိမိကြိုက်တဲ့နေရာတွေအားလုံးအဖေနဲ့မေကလုတ်ပေးမယ်လို့မျှော်လင့်ပြီးတော့မလုတ်ပေးတဲ့ခါမှာအဖေနဲ့မေပေါ်မှာစိတ်နာပြီးတော့ကဘာမှာစိတ်အစိမ်းဆုံးနေရာကိုရောက်သွားတော့နောက်ဆုံးမှနှီးကုန်းချုပ်တယ်ကျွန်တော်တို့အမျိုးတွေကတော့ကောင်းကြီးမရပါဘူးကွာမိဘအတိုင်းဝိုင်းအမျိုးဟိုးအစင်ဆက်နော်ကောင်းကြီးရတဲ့မျိုးမဟုတ်ဘူးနေတာတော့မှချင်းပြည်နယ်မှာသွားနေတယ်ချင်းပြည်နယ်မှာတော့မှအစွန်ဖျားရွာမှာသွားနေတယ်ကျွန်တော်တို့ရွာနာမည်ကနော်ရှောင်းပိစာအစွန်ဖျားရွာပေါ့နော်ရွာတော်မှအစွန်ဖျားရွာမှာသွားနေတယ်ဆိုတော့ကောင်းကြီးမရပါဘူးကွာဆိုပြီးတော့စိတ်သက်ကြပြီးတော့တက္ကသိုလ်ကျောင်းလေးပြီးရောစိတ်သက်ကုန်လုံးကျသွားပြီကျသွားပြီဆိုတော့တိတ်ပါစေဆိုဆန္ဒပဲပြမယ်ဆန္ဒပဲပြတော့တော့ဆန္ဒပြတာကျွန်တော်ကပျော်လို့ပြတာမဟုတ်ဘူးနော်ခံပြင်းလုံးလို့ခါတင်လုံးလို့ဆန္ဒပြတာမချေနဲ့လုံးလို့ပေါ့ရက်လေးစားစားဆောင်တဲ့ခါဆိုတကယ်ခရစ်တော်နဲ့နော်ဘောတကယ်ဖြစ်လာတာ20ရှိပြီဒါပေမဲ့ခရစ်တော်မိမိနာခံရမယ့်အရှင်ဖြစ်တဲ့လက်မခံခဲ့ဘူးနားမလဲဘူးနော်လူတမျှအလုံးပေးမဲ့သူဖြစ်နေမျောလင့်ခဲ့တယ်ခရစ်တော်မပေးတော့ခရစ်တော်မှလည်းတန်တရားအများကြီးရှိခဲ့တယ်ဇီဆုရဲ့ဥဒ္ဒတငါမောတခါလေအဲ့လိုလေးစဉ်းစားတယ်မရှိတာရတော့ရှိခွေးနော်နှမျိုးဆရာကြီးအောင်လို့မပြနာကဘဇုံစောပြီးတော့နှမျိုးဆရာကဲတင်ချင်းရတော့မှနှမျိုးတဲ့ချိန်ကြီးရှိတယ်နော်ဘာဖြစ်လို့လဲမိမိဆန္ဒကိုတော့မဖြစ်စေဘူးလေဘောနကံဖြစ်လာတဲ့မြတ်နော်ကာလပတ်လုံးမှာတန်တရားပေါင်းများစွာဖြစ်ခဲ့တယ်ရက်လေးစားဆိုတော့ခရစ်တော်နဲ့တကယ်တွေ့တော့နာခံခြင်းအရင်မြစ်ကိုလာပြီးတဲ့ကိုရောရှင်။အိုးနာခံခြင်းတန်ဖို့ရှင်းပြတဲ့ကိုရောရှင်။ရှင်ဘရင်တိလာတော့ခု1990နဲ့ကစနာခံတော့ခုဒီနေ့ထိ33နှစ်နာခံတာလေတခဏလိုပဲထင်တယ်နော်။မနာခံခင်တော့တက္ကသိုလ်မှာရှင်းနေနေတာလေတအားကြတာ။တက္ကသိုလ်မှာရှင်းနေနေတာတအားကြတယ်လို့ခံစားတာအခုနာခံခြင်းထက်ပါသွားပြီးတော့ကိုရောရှင်မင်းဖြစ်နေလက်ခံပြီးတော့ငြိမ်းချမ်းရေးနောက်လိုက်တဲ့ခါမှာ33နှစ်လိုက်လာတာခဏလေးပဲထင်တာပြုံးတာလည်းခုမနဲ့မွေးနေရတယ်တို့ပြုံးတာလေတစ်ခါမှပြုံးမရဘူးနော်ဆရာဥပမာဘာလို့ပြုံးလဲမသိဘူးဗာများရမလဲမသိမဟုတ်ဘူးနော်ရချင်တာရှိလို့မဟုတ်ဘူးနော်အထဲမှာသူဟာသူပျော်လို့နော်ပျော်တာလည်းအပျော်ပန်းလိုက်လို့မဟုတ်ဘူးတခါမှနိုင်ကလမတော်လေကျွန်တော်နိုင်ကလမတော်ကျွန်တော်မြင်နေတော့လေဆရာဘာကိုလက်ဆမ်းမမြန်မာနိုင်ငံမှာလက်ဆမ်းမစားတာဘလို့အသက်ရှင်နိုင်တယ်လေကျွန်တော်ပြောတယ်ဘာဖြစ်လို့လဲဆိုတော့သူများလက်ဆမ်းစားတာမှအသက်မရှင်နိုင်ဘူးတဲ့နော်လက်ဆမ်းမလောက်ခင်ဗျာလက်ဆမ်းမစားတော့အေးပြောမယ်နော်ဟုတ်ကဲ့ဆေးလေးမတော့ဘူးဆိုပတ်စံမလို့အရက်မတော့ဘူးပတ်စံမလို့ကိုရမစားဘူးပတ်စံမလို့ရီးစားမထားဘူးပတ်စံမလို့နိုင်ကလမတော်ပတ်စံမလို့ဆိုဘယ်မှာပတ်စံတော့မလဲတော့မနေတော့မှမရှိဘူးဆိုတော့ကျန်းစာဖတ်တယ်ပတ်စံမလို့မနဲ့မိုးလင်းရတယ်ကျန်းစာဖတ်တယ်ပတ်စံမလို့အထင်းကနေပြီးတော့ဝမ်းမြောက်ချင်းလာတယ်ပတ်စံပေးစရာမလို့လူတွေကအပြင်ကအပျော်ပါးကိုတောင်းဝယ်တော့ပတ်စံတားကုန်တယ်လေတချို့တွေလဆာများလေးအပျော်ပါးဝယ်လေးနော်လဆာနဲ့အပျော်ပါးနဲ့ကြိုက်ကိုမခိုက်တာနော်ရတာ7သိန်း320နော်ကျွန်တော်မ30မလို့ဘူးလေဆိုပါအတွက်ပတ်စံလို့ချင်တာတော့အခုလည်းနိုင်ငံခြားတော်တွေများသွားတယ်နော်အခုကျေးဇူးတော်ကြောင့်2009ကန်ဆာနိုင်ငံခြားပြန်သွားတယ်ဆက်ပိုင်းမှာ10နှစ်ပိတ်ခံရတော့လေ2009နိုင်ငံခြားပြန်အခုတော့နိုင်ငံခြား16နှစ်တွားလာတဲ့နေရာလူတွေကလက်ဖေးတိုက်တယ်ဆရာဥပနဲ့စပါတော့မဲ့အိမ်မြန်ကုန်ရလက်ဖေးတောက်ပါသူများကိုမကျွေးနဲ့တော့ခင်ဗျားတို့ပဲတောက်ပါပြောတယ်ဟုတ်ကဲ့ကျုပ်ပြန်သွားတယ်သူများမကျွေးနဲ့ကိုယ့်အကိုတောက်ရင်စီးချိုနဲ့သွေးတိုးနဲ့နှလုံးနဲ့အကုန်လုံးရတော့မှာနော်ပေးတာတအားများတယ်အဲ့တော့ကျွန်တော်လည်းမတောက်ဘူးညမယ်ပေးမယ်ကမ်းမယ်ဒါပဲနော်တခါလေနော်အမေရိကသွားရင်နော်သူတို့ပေးတာအများကြီးပဲရက်ကုန်ရောက်ပြီး2ပတ်မရှိတော့ဘူး2ပတ်နောက်ပိုင်းမှာတော့နော်3လခီးသွားတဲ့ပတ်စံမ3တော့ဘူးနော်ယုံကြည်ခြင်းနဲ့ပြန်သွားတာပဲလေနော်တခါလေကျွန်တော်မျိုးသမီးပြောတယ်ဆရာဥပဝါတော့ခု2ပတ်လောက်ဆို2ပတ်စံကုန်တော့မှာတယ်ကျွန်တော်ပြော2ပတ်မပြည့်ခင်မှာကုန်နေပြီခမထားတာ2ပတ်လောက်ကျွန်တော်မ9ရက်လောက်မှကုန်သွားပြီနော်ကုန်တာပဲကျွန်တော်အဲ့ဒီပတ်စံကိုလုံးဝမိခိုးတာမရှိဘူးမမိခိုးဘူးနော်ရှင်မရင်ကဲတင်ရှင်နော်
လောကတစ်ခုလုံးပိုင်တယ်ကျွန်တော်ကြည့်သမျှလုံးသူ့ပိုင်တာနော်ကျွန်တော်တွေ့သမျှလုံးသူ့ပိုင်တာသူ့ပိုင်တဲ့အရာကြီးရှိမှကျွန်တော်တို့ကနေနေတာနော်ငြိမ်းချမ်းရဲ့ရှင်ဆိုတော့ဒီမှာနေရှင်ပေါလုပြောတာလေးကိုနော်ကျွန်တော်ဖတ်တာနော်ရှင်ပေါလုဘာပြောတယ်လဲဆိုတော့နော် if it depends on you တင်နေ့စဉ်အသက်တာမှာတဲ့နေ့စဉ်သက်တာဆိုတော့အလုံးနေ့စဉ်သက်တာရှိတယ်မနေ့ထားညနေမို့ချုပ်ပေါ့နေ့စဉ်သက်တာမှာတဲ့ if it depends on you if ဆိုတာတော့လျှင်ပေါ့နေ့စဉ်သက်တာမှာတဲ့နော်တင်ကဆုံးဖြတ်တဲ့ချမနေရဖြစ်ရင်တဲ့ if depends on you တင်ဆုံးဖြတ်တဲ့ချမယ်ဆိုရင်တဲ့ live at peace with everyone ဘယ်သူနဲ့မဆိုငြိမ်းချမ်းရဖို့ဆုံးဖြတ်ပါဆိုနေ့မနေ့မိုးလင်းရတယ်ကိုကျွန်တော်ဆုံးဖြတ်မချဘူးလားသူများလာချပေးတာလားဆရာမဦးဇလန်ပန်းနဲ့ချအဲ့လိုလာလို့ရှိလို့လားဆရာမဇလန်ပန်းတစ်ချက်ထိုးဘယ်တော့လာချက်ကိုယ့်ကိုပဲမနေ့မိုးလင်းရနေမို့ချို if it depends on you ဆုံးဖြတ်တဲ့ချမယ်အရာအလုံးဟာမိမိဆုံးဖြတ်တဲ့ချမယ်လို့နော်ဆုံးဖြတ်ချက်အလုံးမိမိပေါ်မှာမူတည်ရင်တဲ့တွေ့တဲ့မြအလုံးနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ဆုံးဖြတ်ကြည့်ပါတဲ့ရှင်ပေါလုအစဉ်ခေါ်လာယောမခန်းကြီး7 ငယ် 18 if it depends on you live at peace with everyone လူတိုင်းနဲ့ငြိမ်းချမ်းရေးလုပ်ကြည့်ပါကျွန်တော်လည်းအခုအဲ့ဒါကိုစမ်းကြည့်နေတာကိုဗစ်နောက်ပိုင်းပေါ့နော်ကိုဗစ်မတိုင်ခင်တော့နာသိနာမလဲတော့လူတိုင်းနဲ့ငြိမ်းချမ်းလို့ဆိုသိနာမလဲသေးဘူးနော်ဟိုငြိမ်းချမ်းလို့တာကျွန်တော်အလုပ်လို့မထင်ဘူးလေနော်တခင်ခရစ်တော်လုပ်မယ်လုပ်ပြီးသားမှာကိုကသွားကြုံမယ်လို့ထင်ခဲ့တာဘူးဒါပေမဲ့အခုကိုဗစ်နောက်ပိုင်းမှာတော့ကိုယ်တိုင်လုပ်ရမှာဆိုသိလာတော့အိုးအောင်းပွဲနော်တွေ့တဲ့မြတ်လူနဲ့ငြိမ်းချမ်းလို့ကဆိုတော့အခုရံမှာကျွန်တော်တွေ့တဲ့မြတ်အရက်မိုးတမနဲ့တွေ့လဲငြိမ်းချမ်းလုပ်မယ်ဖုန်ကြီးနဲ့တွေ့လဲငြိမ်းချမ်းလုပ်မယ်အဲ့လိုလုပ်လာတဲ့ခါကျတော့အောင်းပွဲဘာသွားမြင်တယ်လဲဆိုလူဆိုးသွားယုံလိုက်တာလူကောင်းဖြစ်သွားတယ်ဆရာဘဦးတဲ့ဟုတ်ကဲ့ခင်ဗျာအခုရန်ကုန်မှာနေပြီးတော့ရန်ကုန်မှာရှိတဲ့ဗမာအယတမခရင်ယတမနော်မွန်ယတမလူဆိုးတခွေနဲ့တွေ့နေတာသူတို့သွားယုံတာဘယ်လိုလုပ်ယုံရဲတာလဲအေးအဲ့ဒါခုတင်တန်းတက်နေတာယုံနေတာသွားယုံကြည့်တာသူတို့လိန်ရင်နဲ့ဆရာဘဦးပြောင်းသွားမယ်နော်အေးပြောင်းရင်လည်းပြောင်းကြည့်ပါစေစမ်းကြည့်တယ်နော်ကျွန်တော်ညီဝန်ခွဲပါတော့ဆိုကျွန်တော်အခုကတဲ့ဒီပုံစံနဲ့ဆက်သွားရင်9 နှစ်မကြောက်ဘူးတဲ့ပြောင်းမှာပဲတဲ့ခုကျွန်တော်ညီကနော်9 နှစ်10 နှစ်ဆိုရင်သူတို့နေမရတော့ငတ်မှာပဲတဲ့နော်ရန်ကုန်မှာရှိသူတို့နာမနေတဲ့ညီကကျွန်တော်အခုလွတ်လို့မရဒီတိုင်းဆက်သွားရင်အလိန်ခံရင်နဲ့9 နှစ်ခံမှာမဟုတ်တဲ့ခုကျွန်တော်တို့နှစ်30လာခဲ့ပြီအခုကိုဗစ်နောက်ပိုင်း9 နှစ်သူပြောတယ်9 နှစ်တကယ်ရောက်သွားပြီနော်အော်လိုက်တာရှင်ဘလို့ပြောတာတကယ်မှန်တယ်နော်ငိမ့်ချင်းလောက်တဲ့ခါမှာလေလူဆိုးရလည်းငိမ့်ချင်းပြန်လုပ်နေသူတို့အဲ့ဒါကြောင့်တင်ထရံကိုထိုးကြည့်ပါတဲ့နော်အားဆိုင်တလို့ပြန်နာမယ်လက်စားချကြည့်ပါတဲ့လက်စားချကြည့်ပါထရံစကားမပြောဘူးဆိုပြီးတော့သူ့ကိုမစကားပြောတော့မှမဟုတ်ဘူးဆိုတော့ထိုးကြည့်ပါထရံပြန်မထိုးဒါမဲ့ပြန်မထိုးတဲ့ထရံကတော့မှအားဆိုင်တလို့ပြန်နာခိုင်းမယ်ထရံကကျွန်တော်တို့လက်စားမချဘူးဒါပေမဲ့လက်စားမချတဲ့ထရံကိုထိုးကြည့်တင်အားဆိုင်တလို့ပြန်နာမယ်ဒါပေမဲ့အသက်ရှင်တဲ့လူတော့ထိုးရင်တော့ဘောတဘောတော့ထိုးတော့နှစ်ဆပြန်ချမ်းချမှာပေါ့ငါကိုဟိုထဲလာပါလာလောက်လာတယ်နင်းဘာယောဂချတယ်ငါမင်းကိုနှစ်ဆနော်ဘာဖြစ်လို့နှစ်ဆထိုးပြီးတော့မင်းကငါ့ကိုထိုင်နေမလားချတာဟုတ်နော်ဆိုတော့လက်စားချတဲ့လူတိုင်းကလေအရင်ကြည့်အောင်ဘယ်တော့မှမချဘူးကျွန်တော်တွေ့ရတော့လေလက်စားချတဲ့လူတိုင်းကအရင်ပဲလက်စားချမယ်လို့ဆိုမရှိဘူးနော်နည်းနည်းပူနာအောင်နေတော့ချတယ်ဆိုတော့ထင်ရတော့ပူနာအောင်တော့မချဘူးပေါ့လူကတော့ပူနာအောင်ချတယ်ဒီမှာငိမ့်ချမ်းလုပ်တဲ့ခါမှာတဲ့ငိမ့်ချမ်းပြန်လုပ်တဲ့လူကပူနာအောင်လုပ်ရင်ဝန်တာလုံးလို့အရင်ရတာတော့မဝန်တာလုံးမေးဝန်တာလုံးဆိုထင်ရလေးကိုမထိုးဘဲနဲ့ရန်မနာဘူးလေနော်ထင်လည်းမနာဘူးလေဆိုတော့မနာဘူး
တဘောပေါက်လာတယ်တဘောပေါက်လာအခုတော့ယောမထဲမှာရှင်ဘောလူက17ကြိမ်ပြောတယ်ဘာပြောတယ်ဆို the way of peace they do not know တင်နဲ့တွေ့ကြုံတဲ့လူတွေဟာတဲ့ငြိမ်းချမ်းရေးမလုပ်ချင်တာမဟုတ်တဲ့ငြိမ်းချမ်းရေးလမ်းကြောင်းမသိတာအိုးအော်လိုက်တာစတော့ကတော့ကျွန်တော်ကတော့အဲ့လိုမသိဘူးလေလူတယောက်ကြည့်တယ်မကြည့်ရင်သူငါ့ကိုမကြည့်မှလည်းသူ့မကြည့်ဘူးလူတယောက်ပြန်ကြည့်တော့လေသူလည်းပြင်ပန်းလို့တော်တော်ကြီးအောင်သူကငါ့ကိုတခုဖြစ်မယ်မနေ့ကမကြည့်တတ်တာရှိမယ်တော့ငါ့ကိုမကြည့်တော့ကျွန်တော်တို့မျက်နှာကိုဖတ်ပြီးတော့တို့မျက်နှာတိုင်းပြန်ပြီးတော့လက်ဆက်ချစ်ပလိုက်တာမပြောတော့ဆိုတော့ကျွန်တော်တို့လူတယောက်ကိုကြည့်သူ့မျက်နှာကိုကြည့်ပြီးတော့သူဟာသူပင်ပန်းမှကိုလည်းမသိဘူးသူကသူဒုက္ခမှကိုလည်းမသိဘူးကျွန်တော်နားမှာခါလည်းမကြည့်ပြတော့ငါဘယ်လိုမဆိုင်တော့ဘူးနော်တို့မျက်နှာတို့ရဲ့နေပုံထိုင်ပုံကိုကြည့်ပြီးတော့ကျွန်တော်ကအဖြေရှာတတ်တယ်အခုတော့မဟုတ်ဘူးနော်တင်နဲ့တင်ဆုံးဖြတ်တဲ့ချမယ်ဆိုရင်တဲ့တို့ဖက်ကဘာပဲဖြစ်တာဆိုတော့မဟုတ်ဘဲနဲ့မိမိဖက်ကငြိမ်းချမ်းရေးချကြည့်ပါဘာဖြစ်လို့ဆိုတော့ the way of peace they do not know တို့ကငြိမ်းချမ်းရေးလမ်းကြောင်းကိုမသိပါဘူးဆိုလမ်းကြောင်းသိတဲ့လူကငြိမ်းချမ်းရေးလုပ်ကြည့်ပါနောက်ပြီးတော့ယောမခန်း14မှာရှင်ဘောလူကပြောတာပေါ့နော် righteousness peace and joy ငြိမ်းချမ်းရေးဟာတဲ့နော်ဖြောင့်မတ်ခြင်းနဲ့တွားရင်နောက်ပြီးတော့ဝမ်းမြောက်ခြင်းနဲ့တွားရင်ငြိမ်းချမ်းရေးဟာပါလေလွယ်လွန်အားကြီးတယ်တဲ့ဘယ်သူကပေးမလဲတန့်ရှင်းသောဝိညာဉ်တော်ပေးတယ်ယောမခန်း14မှာနော် righteousness peace and joy in the Holy Spirit တန်ရှင်းသောဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့တွားရင်တဲ့ဖြောင့်မတ်ခြင်းနဲ့ငြိမ်းချမ်းရေးနဲ့ဝမ်းမြောက်ခြင်းဟာဝိညာဉ်တော်ပေးတယ်အာမင်ကျွန်တော်တို့ကြိုးစားပြီးငြိမ်းချမ်းရေးလုပ်တာမဟုတ်ဘဲနဲ့ဝိညာဉ်တော်နော်ကိုအခုညတောင်းပြီးတော့ပေးလို့ရတယ်တင်နဲ့ပတ်သက်လာတဲ့ခါမှာတင်ဆုံးဖြတ်ချက်ချမယ်ဆိုရင်ငြိမ်းချမ်းရေးတမန်တော်ခန်းကြီး30ရဲ့36လည်းဖတ်ကြည့်တော့တာအောင်တယ်ဘာလို့ဆို the good news of peace through Jesus Christ တမန်တော်ခန်းကြီး30ရဲ့36မှာနော်ငြိမ်းချမ်းရေးတရင်ကောင်းဟာတဲ့ခရစ်တော်အဖြစ်ပဲရနိုင်တယ်ဆိုတော့ငြိမ်းချမ်းရေးကိုခရစ်တော်အဖြစ်မဟုတ်ဘဲနဲ့လူမျိုးချင်းနဲ့မရနိုင်ဘူးလူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားမှာငြိမ်းချမ်းရေးလောက်တာမရနိုင်ဘူးခရစ်တော်အဖြစ်ပဲရနိုင်တယ်So the good news of peace through Jesus Christ အဲ့ဒါကြောင့်ရှင်မဿဲမှာခရစ်တော်ပြောတာလေ Blessed are the peacemaker ငြိမ်းချမ်းရေးလုပ်တော်သူတွေဟာကောင်းကြီးရတယ် For they will be called children of God သူတို့ကိုတော့လူတွေကဖခင်သားသမီးလို့ခေါ်လိုက်မယ် So ဖခင်သားသမီးလို့အရင်ခေါ်ခံပြီးမှငြိမ်းချမ်းရေးလုပ်မလားငြိမ်းချမ်းရေးလုပ်ပြီးမှဖျားသားသမီးတော့အခေါ်ခဲရမလားဘယ်လိုရွေးကြမလဲပြန်ပြောကြည့်မယ်နော်ငြိမ်းချမ်းရေးလုပ်ပြီးမှဖျားသားသမီးတော့ခေါ်ခန္ဓာကြိုက်လားဖျားသားသမီးတော့ခေါ်ခါမျိုးငြိမ်းချမ်းရေးလုပ်တာပိုကြိုက်လားကြိုက်တယ်ယူလို့ရတယ်လေနော်ကြိုက်တယ်ယူလို့ရတယ်ကျွန်တော်ကတော့ခုတော့ပေါက်သွားရင်ငြိမ်းချမ်းရေးလုပ်ပြီးမှဖျားသားသမီးတော့ခေါ်ခန္ဓာကြိုက်သွားပြီဖျားသားသမီးတို့အမောက်ရင်ခေါ်ငါငင်းချင်းလုပ်မယ်မလုပ်တော့ဘူးမလုပ်တော့ဟေးတကယ်ချင်းကျတော့ငင်းချင်းလုပ်ဖျားသားသမီးတို့ခေါ်ဖျားသားသမီးတို့ခေါ်ရင်ငင်းချင်းလုပ်မယ်တော့ပြန်တော့မခေါ်ချင်းဘူးဆိုတော့ငင်းချင်းလည်းမရတော့ဘူးလေသူမခေါ်ချင်းဆိုငင်းချင်းတော့လုပ်လိုက်လို့တော့ဖျားသားသမီးပဲနော်ဆိုငင်းချင်းလုပ်တော့သူတို့ဒီကောင်းကြီးရည်ဖျားသားသမီးလို့ခေါ်ခံရမယ်ဟိုတုန်းကတော့ငါမှန်တယ်ဆိုတာနဲ့တွားဘူးတယ်နော်အကြိုက်တွားဘူးတယ်ငါမှန်တယ်လို့တွားလေးလေးနော်ငင်းချမ်းရဲ့ပျောက်လေးလေးပျောက်လေးလေးနောက်ဟိုတော့အကောင်းနဲ့တွားတယ်အကောင်းနဲ့တွားလေးလေးငင်းချမ်းရဲ့ပျောက်လေးလေးအခုတော့အကောင်းနဲ့မတွားတော့ဘူးအမှန်နဲ့မတွားတော့ဘူးခွတ်လွတ်ပြီးတွားတာအစ်တမတွေ့ရင်လည်းဆက်ခွတ်လွတ်သူနော်ခွတ်လွတ်သူကျွန်တော်လိန်နဲ့တွေ့ရင်လည်းဆက်ခွတ်လွတ်သူနော်သူရဲ့လှုပ်သမျှအလုံးလုံးဝနော်စိတ်ထဲမှာမထားဘူးခွတ်လွတ်ခြင်းကိုကင်ပလိုက်တယ်ကင်ဆောင်ပလိုက်တော့ဒီတစ်ခေါက်နော်ဝေးမလာခင်မှာဥရောပမလာခင်မှာရန်ကုန်မှာကျွန်တော်တို့ခုအကောလာတလာလုံးလုံးကိုရန်ကုန်မှာသွားလာလှုပ်ရှားခွင့်ရတယ်ဆိုတော့ပကူးနဲ့ရန်ကုန်ကျမ်းမှာသွားလာလှုပ်ရှားတောရီမှာပေါ့နော်ရန်ကုန်မြို့ထဲလဲသွားချင်လို့ရှိတယ်မဲ့ပကူးနဲ့ရန်ကုန်ကျမ်းမှာမိုင်90တွင်းမှာပေါ့နော်မြောက်တကုံ
မြောက်တော်ကုန်ပြီးတော့ရွာသားကြီးပြီးတော့၄တောင်ကန်ပြီးတော့ရှန်တဲကြီးပြီးတော့နော်ဟိုဟာပေါ့ဇရက်ကွင်းပြီးတော့အင်ဒကောပြီးတော့ဆေမိုင်ကုန်းနောက်ကင်ပိုင်ကျုံနောက်ပြီးတော့ကြောက်တန်းထုံကြီးနော်အဲ့မှာနော်တလက်လုံးလှုပ်ရှားခွင့်ရတယ်ပကိုးအဝင်ကြီးပေါ့ပကိုးတက်တူထီပေါ့တလက်လုံးလှုပ်ရှားခွင့်ရတယ်ကျွန်တော်အဲ့ဒါကိုကင်ကြည့်တာပေါ့ကျွန်တော်ဘသူနဲ့ပဲတွေ့ဘလူလူနဲ့ပဲတွေ့နော်ကျွန်တော်ဆုံးဖြတ်ချက်ဆရာလူတယ်ဆိုရင်ငြိမ်းချမ်းရေးချမယ်သူများရင်ချတော့တစ်မျိုးပေါ့သူများရင်မချဘူးကျွန်တော်ဆုံးဖြတ်ရင်ချခိုင်းမယ်ဆိုရင်ငြိမ်းချမ်းရေးချမယ်ဆိုပြီးဆုံးဖြတ်လိုက်တာတလားလုံးတော့တဲ့နေရာတိုင်းမှာကျွန်တော်လူတိုင်းကဘယ်တော့မှငြိမ်းချမ်းရေးမချပေးဘူးကျွန်တော်တို့ပဲချခိုင်းတာကျွန်တော်ချခိုင်းတော့လည်းငြိမ်းချမ်းရေးချလိုက်တယ်အဲ့ဒီငြိမ်းချမ်းရေးချဖို့အတွက်ကျွန်တော်လက်နဲ့ကခွတ်လွတ်ပြီးမှချတာခွတ်မလွတ်ခင်မှာငြိမ်းချမ်းရေးဆုံးဖြတ်ချဖို့မလွယ်ဘူးခွတ်လွတ်ပြီးမှချတော့ချက်သမျှအားလုံးခွတ်လွတ်ပြီးမှငြိမ်းချမ်းရေးချတော့ချက်သမျှအားလုံးကျွန်တော်ပြန်ပြီးတော့ဘာလက်ဆမ်းမှမချီတော့ချက်သမျှအားလုံးသူတို့ငြိမ်းချမ်းရေးနဲ့ပဲလက်ခံပေးကြတာတွေ့တယ်ဆိုတော့စက်တမလာလေးရက်နေ့နော်ပကူကနေကျွန်တော်တို့လေပြန်ပေါ်တက်ပြီးတော့ယူရိုထွက်လာတာနော်မြောက်တော့ဘောတော်မှထွက်မလာဘူးပကူမှတွားအိပ်ပြီးတော့နော်ပကူအိပ်တဲ့ညမှလည်းငြိမ်းချမ်းရေးပဲချအချိန်မရတော့ဘူးလုံးဝမပြောဘူးဟာဟိုတော့ဆိုရင်တော့အချိန်မရတော့ဘူးနော်အခွင့်အရေးမရှိတော့ဘူးမရတော့ဘူးဘူးတွေအများကြီးတုံးခဲ့ဘူးတဲ့ဒီတစ်ခါတော့ဘူးမတုံးမဲနဲ့ထွက်လာခါနေမနဲ့ထိဘူးမတုံးမဲနဲ့ငြိမ်းချမ်းရေးနဲ့သွားတာလေရင်ပေါ်ရောက်တော့အော်လိုက်တာနော်လေရင်ပေါ်ရောက်ခါနေထိကိုတော့လမ်းဖွင့်ပေးတယ်တကယ်အော်လေကျွန်တော်ကိုယ်တိုင်လုပ်ရမယ့်အရာမဟုတ်ဘူးကိုရောရဲ့အမိန့်နာခံပြီးတော့ငြိမ်းချမ်းရေးလုပ်ရမယ်နော်ငြိမ်းချမ်းရေးမချမယ်ဟာကိုရောကလုပ်ပြီးနေတာပဲဆိုပြီးတော့လင်းပေါ်မှာလေသဘောပေါက်တာအော်လောက်အောင်သဘောပေါက်ကျွန်တော်ဆိုရင်လင်းပေါ်တက်ခါနေမှာလေဒီတစ်ခေါက်လင်းပေါ်တက်ခါနေမှာလေပကူကနေပြီးတော့လာပြီးတော့လင်းပေါ်တက်တယ်ကျွန်တော်ဇနီးတယ်လည်းပကူကလာပြီးလင်းပေါ်တက်တယ်ကျွန်တော်တို့နေတဲ့အိမ်တော်မှမသွားဘူးကျွန်တော်မသိတဲ့အိမ်တော်မသွားတော့ဘူးအိမ်မသွားဘဲနဲ့အဲ့ဒီလှုပ်ရှားရင်းနဲ့လေးပေါ်တက်သွားတာတခါမှနိုင်ငံခြားထွက်တာအဲ့လိုနော်ရှောက်လေရင်းနဲ့လေးပေါ်မတက်ဘူးနော်အိမ်မှာနော်ကျွန်တော်တို့နှစ်ရက်လောက်ပစ္စည်းပြင်ဆင်ရတဲ့အိတ်တွေထည့်ရတယ်ပစ္စည်းတွေထည့်ရတယ်နော်ဥရောပတော့တုံးလာသွားမယ်ဆိုတော့နော်မိတ်ဆွေတွေလည်းစကားပြောရတယ်လူတွေလည်းနှုတ်ဆက်ရတယ်နော်တကယ်လို့မှလည်းနောက်ဆုံးပတ်တရားဟောခဲ့ရတယ်ဒီတစ်ခါတော့သူတို့မသိဘူးကျွန်တော်ထွက်လာပြီးမှသူတို့ဆရာတို့ကဘယ်တော့ထွက်သွားမှတော့မသိတော့ပါလားတဲ့ဖះကြောင့်လည်းမလာတော့ဘူးတဲ့နောက်ပတ်ဖះကြောင့်မလာတော့ဘူးဆိုတော့ကိုတော်ကငြိမ်းချမ်းရေးလုပ်ပြီးဆိုရင်ကျွန်တော်တို့ကြောက်တဲ့အရာကျွန်တော်တို့စိတ်ပူတဲ့အရာကျွန်တော်တို့ဖြစ်မှမလားလို့ထင်တဲ့နေရာတွေအားလုံးကိုလေကိုတော်ဖက်ကသွားဖြစ်နေတယ်ကျွန်တော်တို့ဖက်ကသွားမဟုတ်ကျွန်တော်တို့ကငြိမ်းချမ်းရေးလုပ်ပါဆိုတော့ငြိမ်းချမ်းရေးလုပ်ဖို့ကျွန်တော်တို့တောင်းမှာပေါ့သူတစ်ပါးရဲ့အပြစ်ကိုကြည့်ရင်အမှားမှန်တဲ့သူတစ်ပါးရဲ့အားနဲ့ချက်ကိုကြည့်ရင်အကောင်ဆိုးနဲ့အခုတော့သူတစ်ပါးရဲ့အားနဲ့ချက်လည်းမကြည့်တော့ဘူးအပြစ်လည်းမကြည့်တော့အမှားမှန်လည်းမကြည့်တော့အကောင်ဆိုးလည်းမကြည့်တော့ခွတ်လွတ်ခြင်းနဲ့ကြည့်လိုက်တဲ့အခါကျတော့ငြိမ်းချမ်းရေးဟာစစ်စင်းလာတယ်အရောက်တိုင်းဖျားရှင်ကောင်းကြည့်ပေးပါစေအာမင်